你在那站着呀？不着呀，没人没让吗？我呀，没人啊，不要了，是呀，哎，好了，啊，别了，啊，别了，过来过来，这样，大三我还有大三。အောင်ခတ်မဟုတ်လူကြီးနေလို့လား ဟုတ်တယ်နေရအောင်ခဲ့မဟုတ်ဘူး ဒါဆိုရင်ငါအောင်ခတ်ဖြစ်တဲ့နေအိမ်ဆက်ရတော့ဟာဒီအောင်ခတ်မဟုတ်မှသိရင်ငါ့ကိုဘာကြောင့်တတ်တယ်ငါအောင်ခတ်မဟုတ်ကြောင်းကိုရွာလူသိအောင်ဘာကြောင့်အံ့ပြုံးနေလဲ အဲ့ဒါတော့အခုနေရတရွာလုံးရဲ့ကျေးဇူးရှင်ဖြစ်နေပြီလို့ပဲပြီးတော့သမီးလေးရဲ့အဖေငါတို့သားလေးကိုလည်းဖတ်တစိုးလေးမဖြစ်စေချင်လို့ ငါတို့သားလေးလို့ပြောလိုက်တယ် မဟုတ်ဘူးငါသားလေးကိုအဖေမရှိတဲ့သားတရားမဖြစ်စေချင်လို့ ဒီငါပုံမှာတန်တရားဖြစ်နေတဲ့တပ်ပေထောက်ထားတယ်ရုံးတော်လက်မခံတယ်အဲ့တော့ဒီချက်ပိတာကြီးရှာခိုင်တဲ့ထောက်ထားရှိပြောပြပါလား ငါယောက်ျားအောင်ခက်ကခုနေငါ့ကိုဆက်ဆံနေလို့ငါအပေါ်မှာဘယ်တော့မှကျင်းကျင်းနာနာယူယူရရလည်းမဆက်ဆံဘူးအဲ့ဒါကြောင့်နေဟာအောင်ခက်မဟုတ်ဘူးဆိုတော့ငါစိတ်ထဲမှာအသက်သိနေတယ် ဒါဆိုနေပြောလို့ငါအောင်ကမဟုတ်ကလေးတွေရှိနေပြီလို့ကလေးတွေရှိอยู่ဒီထက်မစင်းသားတော့ဟောတရားလုံးကလေးစားချစ်ခင်တဲ့အောင်ကမဟုတ်ဘူးလူလိမ်မိုးညိုဖြစ်စေချင်တာကလေးတွေရဲ့အဖေကလူလိမ်တယောက်ဖြစ်စေချင်တာမဖြစ်စေချင်တာ မဟုတ်ဘူးနင်အဲ့လိုဖြစ်စေချင်လို့ပြောနေတာမဟုတ်ဘူးနင်ဒုက္ခရောက်မှာဆိုလို့နင်ဒုက္ခရောက်တာငါမကြည့်နိုင်လို့ပြောနေတာဒီရောလုံးနင်ကိုချစ်ခင်လေးစားပြီးတော့အောင်ခက်ပြလက်ခံမိမယ်နင်မတူလဲဆိုတော့နင်ငါ့ကိုသိနေတာပဲဘာဖြစ်လို့နင်စွန့်ညင်းနေတာလဲ
妹，ဒီဘဘနဲ့ဘဘဖေဖေကိုမွေးခဲ့တာလား ဖြစ်တာပေါ်သားတယ် သူတို့ကတေဝါကြီးဆိုတော့အိမ်ပြန်မလာတော့ဘူးနော် အိပ်ပေါ်သေးသွားပြီဆိုဘယ်လိုလုပ်ပြန်လာမလဲသားရဲ့ ဖေဖေကအိမ်ပြန်မလာတော့ဘူးဆိုတော့ဖေဖေကတေဝါကြီးလား သားလေးငယ်ငယ်ကလေးကထွက်သွားတာအခုထိပြန်မလာဘူးဆိုတော့တေများတေသွားပြီလားမပြောတော့ပါဘူးသားရဲ့ငယ်ငယ်လေးတေချာမသိပါဘူးကဲလားမဦးတော်တော့ဆောင်နေရပါမယ် မင်းတို့တောင်ပြန်လာပြီ တကြီးအာဒီမှာ အေးလေစားနေ ဒီ တာ တော့လွှဲလာဒီတော့လွှဲလာ သမီးသမီးစားကြရအောင် သူမစားသေးနဲ့မင်းပြတာပြင်လာ ကဲမီးလေးနေမြင့်နေပြီသမီးသွားစားမယ် ဟောဒါလည်းဒါတကြီးနဲ့ဆောက်လာမယ် ဟောနောက်မှဆိုစားပြီးမှကဲမောင်ကျော်တို့မှစားသွားကွယ်တခါလေး ဟုတ်ကဲ့ကျွန်တော်နှလုံးချက်လောက်စားပါနော်ပူချက်ထားရတာကြီး အမလေးပိုချက်ထားတယ်စားပါတော့စားပါ မချာနဲ့မှတိုးကြသွားခုလိုက်အောင် ဟောအေး နင်းယောက်ျားရွာဟုတ်ပြန်မလာ6နှစ်လောက်ရှိပါငါကြားတာတော့ဟာအောက်ပြည်ကိုဂုံကူးသွားရင်းနဲ့ဘောင်ကစားဝိုင်းတစ်ခုမှာဓာတ်ထိုးခံလို့ဆုံးသွားပြီလို့ကြားတာပဲ ငါလည်းကြားပါတယ်ကျော်တို့ရေဒါပေမဲ့တစ်ဆက်စကားဖြစ်နေတော့စိတ်တုံးလုံးချပြီးယုံလိုက်ဖို့တော့လည်းခက်တာပေါ့ တစ်ဆင့်စကားဆိုပေမဲ့ဖြစ်နိုင်တယ်လို့ငါတော့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့နင်းယောက်ျားကလောင်းကစားအတောက်ဆောင်မက်တဲ့သူဆိုတော့သူ့အတွက်ရံများတယ်ဟာငါတို့ရွာမှာလဲပိုင်သားတထေးသားဆိုတဲ့အချိန်နဲ့သူမောင်းမှကျင်တိုင်းမောင်းမှလို့ရပြီမဲ့တခြားရွာမှာအဲ့လိုသွားလို့ရှိရင်သူ့တို့အန်ရံများတာပေါ့ငါတို့ရွာသူရွာသားတွေဒီရွာလူတွေကမတက်တာလို့ခေါင်းငုံခံခဲ့ကြရတယ်ဆိုတာနင်လည်းသိတာပဲ ။ဘုရားပါးစပ်တွေပိတ်ထားကြတယ်။ခေါ်လို့ညီးမနေကြနဲ့။ငါတို့အတိုးပေးကန်နေဆိုရင်ဒီအတိုင်းပဲစင်ကြယ်လက်ချေဦးများ စင်ကြီးလက်ချီတွေပြီးတော့ဟိုအောင်ခဲ့ဦးတို့ဒီနေ့အစင်မပြေလို့တောင်းပါလားပါ ။ဟုတ်ပါတယ်။ဒီနေ့လေတွေလည်းပိုးကြောက်လို့လူစားဖို့မပြောနဲ့။နွားတွေ့တောင်ပုံရုပ်လုံလုံလောက်မရပါဘူးကိုယ်။ခင်ဗျားပြောတော့ဒါပဲ။ပိုးကြလို့မိုးကောင်းလို့ရေကြီးလို့နှင်းကြလို့လေစင်ကြယ်ုံများတယ်။ခင်ဗျားတို့အရင်မပြောနဲ့။အတိုးတော်မှမမပေးရဘယ်လောက်ကြာ။ဟမ်။ယောကြီးအောက်ဆင်းဆောက်ပြီ။ခင်ဗျားတို့အတိုးမပေးဘူးဆိုရင်တော့ခင်ဗျားတို့လေရီယာဆုံးပြီးလို့ပြောတာဒီစာအုပ်မှာခင်ဗျားတို့တက်ဖို့နှိပ်ပြီးပြန်ကြတော့အဲ့လိုတော့မလုပ်ပါနဲ့ခုမောင်ခဲ့ရဲ့ဒီလေရီယာတွေမှမရှိရင်ဦးလေးတို့ဘာလှုပ်ရှားမှာတော့ကွအကုန်လုံးငတ်ပြီပေါ့ကွယ် ဟုတ်ပါတယ်မောင်ခဲ့ဦးတို့တောင်းပါပါလေ ဟုတ်ပါ မင်းဖေကျောင်းတကာကြီးဥပခန့်နေတွေ့လို့ရှိရင်ဦးတို့တလတန်ဒီနလတန်ဒီအတူဆိုင်ပြုတ်ပြောရင်ရမှာပါကွာ ခင်ဗျားတို့ကျုပ်ကိုဘာမှပူကပ်ဖို့မစင်စားနဲ့ကျုပ်လေခေါင်းရှုပ်လို့ကျွေးမိကိစ္စအားလုံးကိုကျုပ်သားနဲ့လွှဲထားပြီးသားသူနဲ့လာပြရှင်းကြ အဲ့ဒီလိုမလုပ်ပါနဲ့ကျောင်းတကာကြီးကျုပ်တို့တောင်းပါပါ ကဲဓမ္မတော်တော့နဲ့ပြောနေဖို့အချိန်မရှိဘူးတို့တို့ဟိုဝါရဖိတ်ထားတဲ့အလူကိုသွားရအောင်မယ်ကဲသွားကြစို့ ဒေဝတို့လူသွားကိုလက်တက်ပြီလား ဟုတ်ကဲ့ပြီးသွားပါပြီ အေးဒါစီသွားဟောဒီသားကြီးကျော်တွန်းတို့ငါတို့ရှိကိုအတိုးလာမတတ်တာကြားလာပြီနော်အတိုးအရင်ရောပေါင်းလိုက်ရင်လဲတယ်မကောက်ဘူးအိမ်မှာထိုးဆိုင်အောင်ကျင်မှာမဟုတ်ဘူးအဲ့ဒီကိစ္စမှာဒီနေ့သွားရှင်းထားလိုက် ဘာမှရှင်းသေးရမလို့အတိုးပေါ်အတိုးထပ်ဆင့်ပြီးတော့မင်းတို့မတရားလုပ်ထားတာရှင်းနေတာပဲကွာဟဲ့ တိုးပေါ်တိုးထပ်စင်မပေးချင်ဘလို့စားတယ်မချီးနဲ့ဘူးမင်းတို့ဘလို့ချီးခိုင်းလို့ငါတို့ကတပြားတစ်ချက်မှလက်ကမပေးနိုင်ဘူးနော်အေးဒီလက်အတိုးမပေးနိုင်ဒီလက်အတိုးအတွက်နောက်လာမင်းတို့ထပ်ပေါင်းပေးရမယ် အေးပေါ့မ
မင်းလှုပ်တော့အေးအခုမှတော့မင်းတို့ချိန်လေသမျှခံရမှာပေါ့မင်းတို့တူပြစ်တဲ့အချိန်နှံထားအောင်ပေါ့မင်းတို့တွေပေပြစ်တဲ့အလှည့်လေရောက်လာအောင်ပါကွာ ။ဟဲ့မင်းစကားဘာစကားလဲ။မင်းကျင်းစားတိုက်နေရလား။ငါ့ကိုစိန်ခေါ်နေရလားမင်း မင်းထင်းကျင်တယ်လို့ထင်ကွာဟဲ့ ကျော်တော့စိတ်ကိုလျှော့စမ်းပါဟဲ့ဒီချိန်မှာစိတ်လိုက်မှန်ပါလေပြောမယ်ဆိုပြပြလဲလဲပြောရမှာလေ အမလည်းဗျာ ဒီမှာအောင်ခက်ဘာမှရှေရှေဝေးဝေးပြောမနေချင်ဘူးကွာနော်မင်းအဖေကိုပြောလိုက်နောက်3လနေရင်အတော်အရင်မှဆက်မယ်လို့ ။3 လ အေး ဟာဦးလေးကနောက်နေရလား။ဟဲ့သွားဟိုကြီးစင်းစောက်တော့ပြလိုက် ဒီမှာကြည့်ဦးလေး ။ဟာဟဲ့ပါနော်။ဘိုးကြီးကစားတတ်တာမဟုတ်ဘူး။မင်းဖတ်ပြမှရပါဖတ်ပြလိုက် ဩဟုတ်ဒီမှာဦးလေးဒီလားအတွက်အတိုးရောအရင်ရောပေါင်းလိုက်မယ်ဆိုလို့ရှိရင်အကျွေးတွေကအရမ်းများသွားပြီဗျာအဲ့ဒီတော့ဦးလေးတို့ပေါင်ထားတဲ့ညောင်မင်ကုန်းကလဲတွေယာတွေမကဘူးဒီအိမ်မှာထိုးဆန်းမှကြည်မာဗျာ ဘာကွာဒီအိမ်မှာထိုးစားရမယ်မင်းတို့ဟာတရားမလွန်လုံးဘူးလားချစ်တီးကလားတဲ့တော့သိုးနေပြီကွာဟမ်ဒီမှာတိုင်းတစ်ပါးသားကိုအာမကိုးချင်လို့ဒူးမထောက်ချင်လို့ကိုလူမျိုးချင်းအာကိုးမိကမှာကွာဟမ်ကြားကြောင်လို့ရှင်ကြီးကိုရှင်ကြီးရတဲ့ဆိုးဖြစ်နေပြီကွာဟဲ့ ။ဟောဟိုကြီးပြောနေတယ်အဲ့ဒါလည်းအဲ့ကြားသွားအကြိုက်ခံလိုက်ဗျာ။အေးချီတီကလားဒီမှာခင်ဗျားတို့လဲရသွားပေါင်လိုက်အေးပြီးကြုတ်ကျွတ်လာဆက်။တပတ်တည်းမှမဆက်နိုင်တော့ခင်ဗျားလဲရကြုတ်ကုန်သိမ့်မယ်ရှင်းလား အမေဘာလို့လုပ်နေတာတော့ခိုင်းကြမှာမေးသမီးလောက်ပါမယ်ဟောအမေတော့တော့လုံးနိုင်ပါလေသမီးရဲ့ဟာဘာမေးရလဲအောင်ခဲ့ရေဟိုငါတို့အကျူတော့ခဏလေးစိုင်းပေးထားပါအောင်အဖေဆုံးပေးရလည်းမကြသေးဘူးနော်အမေကလည်းတိတ်မမာတော့လုပ်ငန်းကိုင်ကနေတေချာပြန်မလုပ်ရသေးတော့ပါ ။ငါလည်းဘာမှမပြောသေးပါလားခင်။မင်းငါ့ကိုဂိမ်းနဲ့တရားကင်းမဲ့ကောင်လည်းအောင်မေးနေတာ။ငါနေမော်ဘရောမှမရက်စဘူးနော်။အခုလားကျွေးကိစ္စလာတာမဟုတ်ဘူး။အေးဟာနေပြီဆုံးမငါတကယ်စိတ်မကောင်းပါဘူး။ဟိုနေ့တော့တားမင်းရောက်တဲ့အားကိုးရလူရှိဆိုတော့ရှေ့ချောက်အဆင်ပြေပါမှာ။ဟိုဘလို့ခက်ခဲပဲရှိရှိငါ့ကိုပြောနော်။ငါကိုညီပေးမယ် တခြားခက်ခဲတော့မရှိပါဘူးမင်းတို့အကျွေးလေးကိုငါတို့ခဏလေးစိုင်းပေးရပါပြီ ။ဟာအကျွေးကိစ္စဘာလို့ခေါင်းနဲ့ထိနေလဲခင်းလို့လေ။ပေးတော့စဉ်းစားပါ ဒီမှာစေဦးကိုလေး ဟာစင်းစားအုပ်ကငါးလက်ထဲမှာရှိတယ်နော်တစ်ကို3ရောက်ပြောင်းလုပ်လို့ရရှစ်ကို9ပြောင်းလုပ်လို့ရ9ကို2ပြောင်းလုပ်လို့ရနော်နင်းအကျွေး900ကိုဟာ900လုပ်ပြီလားဟုတ်ပြီလားဟာခဲလို့ရေနင်းကြည့်ရတာလေစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်နေပုံဟာအမေကြီးကလည်းဟောင်းလို့ရပါလားငါကပဲရောက်သွားတော့ ဟုတ်တယ်အဖေနာရီတော့ငွေလိုလို့ရောင်းလိုက်ရ ဟာမမိန်းကလေးဆိုတာလေငကက်ရှိမှတင့်နေတာဟာကြောက်ရတော်မှသိမ်းလာတဲ့ငကက်အမလေးအဲ့တင်ပေး ဒီမှာကိုလေးက ရထုတ်စမ်းပါနဲ့ထုတ်စမ်းပါကဲရောက်ခဲ ငါမယူဘူးမယူ အယူပါဟာမိန်းကလေးဆိုငကက်ရှိမှတင့်နေတာယူပါနှစ်ပါးဟောလို့ ယူငါဘသူစီကမှဘာဖြစ်စီမှအလကားမလို့ခြင်းဘူး အယူပါခင်းလို့ရမိန်းကလေးဆိုတာငကက်ရှိမှတင့်နေတာ ဟာကိစ္စမရှိဘူးမယူဘူးငါမယူချင်ဘူး ငါစိတ်ကောင်းပြမလို့ပါနဲ့ခင်းလို့ရအဲ့ကယူကြောငါကိုယ်လည်းပန်းမိမလား ဟဲ့မယူပါဘူးမပန်းပါနဲ့ ခင်းလို့ငါပေးယူမှကြိုက်တော့ကဲယူပါဟာရ မယူပါဘူးဆိုမှ ယူပါဟာနော်ယူအပန်းနားလိုက် ဟိုတနေ့ကဒီကောင်ရည်သက်သက်လောက်တော့နင်ဘာဖြစ်လို့ငြိမ်ခံနေတာလဲ ငင်းခံနေရတော့လည်းဘယ်ဟုတ်ပါမလဲကြော်တို့ရေသူ့ကျွေးရင်မှငါပြန်မဆက်နိုင်သေးတာကလန်ကစားတော့မလုပ်ချင်ဘူးပေါ့ဟဲ့ နင်နဲ့ငါရင်ငန်းနေတာကိုသိလို့ဒီကောင်တမင်တက်တက်အရွယ်တိုက်တာပါပဲရေးစားလူလူဥမှုကြောခတ်အဖြစ်တော့ငါမခံနိုင်ဘူးနော်ဖြစ်လာလို့ငါအရင်ဒီကောင်ကိုတတ်ပါ အဲ့လိုစိတ်လိုက်မှရှောက်မလို့ပါနဲ့ကြော်တို့ကလည်း နင်ဒီကောင်လက်ထက်ပါသွားငါပဲရင်ကျိုးရမှာဟာသူ့ပါကွာအခုကကြွတာနဲ့ငါတို့ယူလိုက်ကြရင်ကောင်းမယ်ထင်တယ် အဲ့လိုယူလိုက်ရင်နေဝင်မစပါးနှံမျက်စီကမ်းမှရက်ကန်တယ်နောက်ဟာတော်မင်းကချစ်တင်းကောင်းကောင်းနဲ့ကွာငါပဲပြောလိုက်မယ်မြို့ကိုလေးမိုးလုံးမထွန်ချလူမိုက်နောက်မှအကြံရဆိုလို့ဖြစ်နေပြီဗောကိုလေး အေးငါလူမိုက်လို့ပြောတာ အမဟုတ်အဲ့လိုပြောမဟုတ်ပါဘူးကိုလေးရဲ့ဟိုစကပုံလေးဗာလဲဟိုဗာလဲရေးစားဦးနုနွားထိုးစစ်
ဟဲ့မင်းကပြောလဲပြောချင်းစီပြောလဲမပြောတော့ဘူးအေးဟုတ်ပါသိကြမှာလားငါပြောပြရီစားလူဟိုနေ့ကြားညကွာအကိုလေးအဲ့လိုမျိုးဖြစ်နေတာကွာမင်းအားနဲ့ထားမလို့ဒီပြောမှငါပို့ဆိုးနေဟာငါ့ကိုမင်းတို့တင်ခန်းရရကောင်ရောဟမ်တကယ်တမ်းခံမဲ့ကောင်ငါမဟုတ်ဘူးကြော်တွန်းငါခင်တို့အချိန်မင်းအကျွေးနဲ့သိမ်းလို့ရတယ် ဒီကောင်အဲ့ဒီလိုသိမ်းလို့မရအောင်ငါတို့နှစ်ယောက်နည်းနည်းယူကြရအောင်ပြောနေတာပေါ့ဟာငါတို့နှစ်ယောက်ယူလိုက်ရင်ဒီကောင်ဘာမှလုပ်လို့မရအောင် ကျော်တွန်းရေနင်ပြောတော့လွယ်လိုက်တာနင်တို့မအောင်ငါတို့မအောင်သူ့ကိုပေးရမယ့်အကျွေးတွေကတစ်နှစ်တဘိုးကြီးပဲဥစားကဲငါတို့နှစ်ယောက်ယူလိုက်ပါယူရဲထားသူ့အကျွေးတွေမဆက်နိုင်လို့ငါတို့အိမ်နေလေတွေຢာတွေသိမ်းသွားတော့ငါတို့ကဘာမှနေမှာလဲဘာတွေလှုပ်ရှားကြမှာလဲကျော်တွန်းရေ ဘာအဲ့ဒါအမေထားခဲ့တဲ့တောင်းတဲ့လူဘာလို့ထုတ်ကြည့်နေဟုတ်ပါတယ်တာကြီးနင်းအမေအမြတ်တနုဝတ်ဆင်ပြီးစီရှာရသိန်းစီထားခဲ့ကျောင်းပြရခင်လေးအစားတော့မင်းနဲ့ခင်လူမင်္ဂလာဆောင်ခင်လူလေးလက်ဖွဲ့မယ်ဘာစိတ်ကူးတာလူစီဝါရေးကမပြေလေတော့ဒါလေးကိုရောင်းချမင်းတို့မင်္ဂလာပွဲပြည်ရင်ပြရတော့ပါလေ ဘာလဲကျွန်တော်တို့မင်္ဂလာကိစ္စအတွက်တော့ကြောင်းကြမှာကျွန်တော်တို့ကမင်္ဂလာမဆောင်မဲ့မင်္ဂလာဆုံးကျွေးလုပ်လိုက်လေရပါတယ်ဗျာအရေးကြီးတာအောင်ခက်တို့ရဲ့အကျွေးပဲသူတို့အကျွေးမဆက်နိုင်လို့ကျွန်တော်တို့လေတွေရတဲ့အိမ်တွေကိုသိမ်းသွားတယ်ကျွန်တော်တို့ပဲအနေခက်ပါလေတော့ဗျဒီပစ္စည်းပဲရောင်းပြီးအဲ့အကျွေးသာဆက်လိုက်တော့ဗျာ ဒီပါဦးမဟုတ်ဘူးဦးကြီးပါခက်နဲ့အရေးတော်ရှိကြီးတို့တစ်လားတန်လေးနှစ်လားတန်လေးဆိုင်ပြီးဖို့အမသွားတောင်းပန်ကြည့်ပါဦးမယ် အေးကွယ်သမီးတို့မိသားစုအခက်ခဲဥပကိုချင်းစားပါတယ်အထူးသဖြင့်ငယ်ငယ်ရွယ်ရွယ်နဲ့စိတ်တော့ကတွေခံစားနေရတယ်စိတ်ဆင်းနေရတယ်သမီးလေးကိုပို့ပြီးပသနာမိပါတယ်ဟောသမီးတို့လုပ်ပါလားအတန်တစ်ခုရတယ်သမီးတို့ကျွေးတဲ့ကြည်သွားအောင်သမီးလေးလည်းကောင်းကောင်းမွန်မွန်နေရအောင်မတို့အိမ်မှာတစ်နှစ်လောက်ပြင်စီလာလုပ်ပါလားတနည်းပြည့်ရင်သမီးကိုပါလို့ဒီနှခမ်းလေးပြန်လုပ်ပြီးသမီးရဲ့ ကိုဘခဲတော်ပါနဲ့ရှောက်ပြောနေတာလေဟမ်အိမ်မှာအိမ်မှုကိစ္စလုပ်ဖို့အပြင်ရှင့်ချီစလုံးနှိပ်ဖို့ဇက်ကြောဆွဲဖို့အပေါ်3လောက်တောင်ရှိတယ်လေသူ့ကိုပဲနေရာခိုင်းအောင်မှာမဟုတ်လို့ ဟာဒီမိမကွာလက်စွပ်နှစ်ပြားနဲ့ငါစကားနှောရဘာဒီတို့ကြီးရှောက်ပြောနေတာလေကွာဒီမှာမင်းအတွက်တနခါသွေးပေးဖို့ရေချိုးရင်ကြီးတွန်းပေးဖို့အတွက်နောက်တော့အိမ်စီတယောက်ခေါ်နေတာကွာ တော်ပါရှင်ရှင့်အဲ့လိုပြောပေါင်းလဲများပါပြီခေါ်ရတဲ့4-5ယောက်ရှိကြောက်ခိုင်းရတယ်ကိုမရှိအချိန်တန်ကြတော့လဲရှင့်ဇက်ကြောဆွဲနေရတာနဲ့အားရတယ်ကိုမရှိ မင်းကွာရှောက်ကြောက်ကိုယ်တိုင်ပြုစုဖို့တော့သတိမရသူများပြုစုတာကိုလည်းအကောင်းမမြင်ဘူးတော့အပိစ္ဆာများတဲ့မိမကွာ သားဖားမြောက်လို့စိတ်ရင်းကိုမကောင်းအောင်ခက်လဲသူ့ဖေး ဩအေးလူသားပဲဟာဒီလောက်တော့ရှိမှာပေါ့သူများပစ္စည်းတွေကိုမတရားလောဘသောတိုက်ပြီးတော့လိုချင်နေတာတည်လို့ရှင်ပိတ်တာဖြစ်မဲ့ဟာ ယောက်ကျော်တော့ဟေးကွာမိမကြီးကြာတာငါနောက်ကမှငါအတင်းနေပြောနေပါလားဟမ် ကိုယ်ရမှာပြောတော့အတင်းပေါ့ငါမင်းရှေ့မှာပြောနေတာလူချင်းညှတာစိတ်မရှိတဲ့မင်းတို့သားပါလေသင်ပိတ်တာဖြစ်မှာ ဟေးမင်းကဓမ္မဂရိကကြာတာဟာတရားရည်လားဟုတ်မင်းသူများရှောက်မပြောနဲ့မင်းကိုမင်းလည်းပြန်ကြည့်ဦးဟမ်သူများကြည်ဝချမ်းသာတော့မနာလို့မြင်းစရစိတ်ဖြစ်နေကောင်မင်းတို့ကောင်မျိုးလည်းပိတ်တာဖြစ်တယ်ဒုက္ခပဲကွာပိတ်တာဘွားမောင်တော့မှမင်းနဲ့ငါနဲ့ရန်သူတွေဆက်ဖြစ်ရမှာတော်တော်စိတ်ပြတ်ဖို့ကောင်းတယ်အေးခင်လူကတော့စိတ်ကောင်းရှစ်အတွက်ပိတ်တာချောင်းဒီမှာမရေရမသေးကြတဲ့နောက်ပေါ့ငါမမျော်လင့်ဘူးဒီဘွားမှာပဲခင်လူနဲ့ပေါင်းအောင်တော့ငါရအောင်ကြိုးစားမှာ ဟာကွာဟဲ့ ငါခင်လူ
လူကြီးဆောင်နဲ့လာတောင်းဖို့အမေကိုပြောဘူးလေလာမဲ့ဖိနေကြရင်ငါကိုယ်တိုင်ကြော်ဝဲရွက်ပြီးတော့နေစီငါလာခဲ့မယ်အဲ့ခါကျနေနှားလာလေးပြင်တော့ခင်ဗျ ဟဲ့ခင်နူမင်းတောင်းကျင်တိုင်းတောင်းမင်းယူကျင်တိုင်းယူလို့အရှုံးမဟုတ်ဘူးကွာမင်းတို့ပတ်စံရှိတိုင်းလှုပ်ကျင်တိုင်းလှုပ်လို့မရဘူးကွာဟဲ့ ဟုတ်တယ်အောင်ခဲ့ငါနေ့ကလုံးဝစိတ်မဝင်စားဘူးငါတို့ညောင်ဒီဝါကြောက်ကြရင်ယူချတော့မယ် ခင်နုရဲ့တေချာလာကြီးလားဒီဝါကျမပြောနဲ့မနဲ့ပြန်တော့မှဘသူဘာဖြစ်မှန်းပြောတာတေချာသိတာမဟုတ်ဘူးဒီလိုစိတ်ကူးတွေသိရှင်းနေကြနော် ကျော်တွန်းတဲ့ကိစ္စကိုစဉ်းစားပါဦးသမီးရဲ့အမေကကျော်တွန်းတဲ့သဘောမတူလို့ပြောတာတော့မဟုတ်ပါဘူးနှခမ်းပဲမိမို့ဘယ်လိုလုပ်ပြီးမိတောက်ပါမလဲတကယ်လို့ဒါသမီးကျော်တွန်းနေပြီပြင်လေအောင်ခက်တော့ဒီအကျွေးတွေဘယ်ဆိုင်ထားပါမလဲသမီးရဲ့ပြီးတော့လေကျော်တွန်းတော့သူတို့ကကျွေးတွေနဲ့ပြိနေတာသမီးတို့တကယ်လို့သာယူပြင်းလေအဲ့ဒီအိမ်အောင်ကျွေးကိုဘယ်လိုလုပ်ဆက်ပါမလို့ ဘာလဲတမျောမလီပါဒါလေးတန်ဖို့တက်ပြီးတော့အကျွေးသာဆက်လိုက်တော့နော်တော့ကြာဒီကောင်လေးကျွန်တော်တို့ရဲ့အိမ်နေရာတွေကိုအကျွေးနဲ့တိန်တာခန်းနေရအောင်ဒီပါဒီအေးကိစ္စရှင်းသွားရင်ဒီကောင်လေးသားဖန်နောက်ဘယ်တော့မှမဖတ်တဲ့တော့ရှာမြက်ပေါက်သွားဒီကောင်လေးကြီးကတရားတစ်ချက်မှမရှိတော့ မတည့်ရမြင်လားဟုတ်ကဲ့ဟမ်သိပါလားမလုပ်တယ်မင်းအတုံးပေးဖလားရှိကွယ်ကျွန်တော်ဒီတုံးလာတွေကျွန်တော်ပြန်ရင်းအောင်ကြိုးစားရမယ်လို့နောက်ပြန်ပြီးတော့ပေးထားပြီ3လပြောတာပဲဟုတ်ကြပါဗျာမင်းတို့လေချင်းချင်းဝေးမပြောနဲ့တော့ကွာနဲ့ကမပေးနဲ့တရက်ဆင်းရမယ်ဟာကွယ်အဲ့လိုတော့မလုပ်ပါနဲ့ဗျာဆင်းရအောင်လုပ်ပြောနေတယ်ပြောနေတာကြီးတယ်ဟဲ့အောင်နေဟဲ့အောင်နေဘာလို့စကားတွေရှိကြီးပြောနေကြတာလဲဟမ်ဒီကောင်ရုံလည်းကြည့်အောင်မင်းမတပတ်ကအတိုးပေးနေမှရုံမဟုတ်ကဲလာရဒီပါလာပါလိုက်ကြလားဟုတ်တယ်လိုက်ကြလားလုံးမလို့လေပါကိုကကျွန်တော်ဒီကောင်လေးလာချင်းနေပါကျွန်တော်ကဲမလုပ်ပါနဲ့ဗျာခဏတည်းကြပြလိုက်အခုတော့မလုပ်ကြပါနဲ့ဗျာအခုရဒီနေ့ဒီချိန်ကစာရေးမီဒီယာမှာနေခွင့်မရှိတော့ဘူးကြားရနော်ကျော်ဟုတ်ကဲ့နေပြီမှရှိဟုတ်ကဲ့ အမားတို့လေပေါင်ထားတဲ့အကျွေးကိုဒီရတနာပစ္စည်းလေးပေးပြီးချေချင်လို့ပါ တော့တယ်ဘိုးရောက်မှရေးပန်ရေးတော့ခဏပေါ့ဒီကျွေးကိစ္စတွေကျုံနဲ့လွှဲလာခဲ့တယ်ကျုံနဲ့ရှင်းပြရတယ်ပြေဆောင်ကြတယ်တော့လည်းမဟုတ်ဘူးစေကောစေ ဟဲ့အောင်ခဲ့မင်းဘယ်လိုပြောလိုက်တာငါလူကြီးဖြစ်ပြီးလိန်စရာလားကွာဓမ္မသူတို့အပြင်ငင်းနေပြီဘိုးဘွားတွေဆင်ဘွားတွေအမွေပစ္စည်းကွာအမွေပစ္စည်း ဟုတ်ပါတယ်မလေးဒီပစ္စည်းလေးကအစ်စ်ပါ ဒီဟောခမားတို့ကတော့ခမားတို့ပြည်စစ်တယ်လို့ပြောမှာပေါ့ဒါပေမဲ့ကျောက်ကတော့အိမ်ရောက်ရင်မကျောက်တက်ပြီးစစ်မစစ်စစ်ကြည့်အောင်မယ်စစ်ပြီးဆိုမှတန်ဖိုးဖြတ်ပြီးတော့ခင်ဗျားတို့ကျွေးကျုပ်ရှင်းပေးမယ်ဟုတ်ပြီလားကဲတော့တော့ကျုပ်ဒီနောက်ရောက်မှတိကျချတာစပိုက်သွားကောက်ရရှိတယ်အဲ့နှစ်ရက်တော့ကြာမယ်နော်နောက်ကနေကျုပ်စီလိုက်ရောစင်းဆောင်တဲ့ကြမှားတာနော်ဟုတ်ဒီကိုယ်ကတော့ဒီနေ့မိုင်းချွေးအပေါ်တယ်စိတ်ကဟုတ်တယ်ကိုလေဒီကားပါနေရောလေတလေတာတဲ့ပဲကိုလေးထိုးကြည့်ကြတယ်ငွေချင်းမျက်နှာပေါ်မှာ6ဆွဲ6နေနည်းနည်းတော့ပုံစံပေးနိုင်ကောင်းမှနေကျတော့တေးလီရရလေအောင်လားတေးလီရပါရတယ်ကိုလေရရစား တစ်ကြော်ကြီးတစ်နေကြီးတစ်သုံးတုံးတစ်လေးကိုတင်လိုက်မှာတစ်6 6တစ်ခုနဲ့တစ်8 8တစ် ခက်လား ခက် အေးကြော်ထုံးတို့သားပါအောင်ဆွဲချိုးကွာအဲ့ဒီတက်လို့ အရေးကျွန်တော်တို့အကျွေးတွေကတော့ကြည်ပြီဆိုတော့ကျွန်တော်နဲ့ခင်နူးနဲ့ယူပြီးသွားရင်တော့အကြီးတို့အကျွေးတို့ပါကျွန်တော်ကြည်အောင်ပြန်ဆက်ပေးပါမယ်အကြီးကျွန်တော်တို့နှစ်ယောက်ကိုသဘောတူပေးဖို့ပါပဲ
ပြီးတော့ခင်လူနဲ့ကျွန်တော်ကလည်းတရွာထဲနေဒီရဲသားကိုတငယ်ချင်းဘွားနဲ့ရင်ခံခဲ့တာဆိုတော့ကျွန်တော်နှစ်ယောက်ဘယ်လောက်ထိတန်ရုံးစင်ရှိတယ်ဆိုတာအကြီးအသေးဆုံးပါ အဲ့ဒါဆိုလေမင်းတို့သဘောပဲလေမင်းကလည်းအကြီးမျက်စိအောက်မှာကြီးလာတဲ့ကလေးဆိုတော့သဘောမတူနိုင်စရာအကြောင်းရှိပါအကြီးတို့မှာအားကိုးစရာယောက်ျားသားလည်းမရှိဘူးတော့ပြီးတော့အောက်ခက်ကအကျွေးတွေကိုဘယ်လိုဆက်ရပါမလဲလို့အကြီးကောင်းခဲနေတာအကြီးတို့သားမိတောက်တူမရရှာလို့ရတဲ့ပတ်စံတွေရတယ်စားဖို့တော့နိုင်မှာကွယ် အဲ့တော့ရှေးချောက်ဘာမှမပူပါနဲ့အရေးရကျွန်တော်နဲ့ခင်လူနဲ့တစ်ထပ်ပြီးသွားလို့နှစ်ယောက်ပေါင်းပြီးတော့စူးစမ်းလိုက်လို့ရှိရင်အကျွေးကင်းပြီးစိတ်ချမ်းသာတဲ့ဘဝမျိုးလေးပိုင်ဆိုင်နိုင်မှာပါအရေးကိုတစ်ခုပဲတောင်းပန်နေတာ ဘာများလဲကွယ် ကျွန်တော်တို့မိသားစုနှစ်စုလုံးကလည်းတိတ်မပြေလည်ကြဘူးဆိုတော့မင်္ဂလာဆောင်တာလေးဘာတွေမလုပ်ဖဲနဲ့လေအချင်းချင်းတဲ့သဘောမျိုးနဲ့မင်္ဂလာဦးဆွမ်းကျွေးလေးလုပ်ရင်ကောင်းမလားလို့ပါ ဒီပေါ်လေလက်ရှိအခြေအနေကိုကြည့်ပြီးတင့်တော်တယ်လို့ပဲစီမံမှာပေါ့ ဟုတ်ကဲ့ပါကြီးအဲ့ဒါဆိုရင်လေမနေ့ဖန်ကြားလို့ရှိရင်မင်္ဂလာဦးဆွမ်းကပ်ဖို့နဲ့နေကောင်းချက်တာပြုဖို့အတွက်ခင်ဗျနဲ့ကျွန်တော်နဲ့ရွာဦးကျောင်းဘုန်းကြီးရှိသွားလျှောက်လိုက်ခြင်းတယ် အေးလေသွားကြ ဘဲကိုရင်သားတော့ခမည်းကပြောတော့ဟောဒီကျောင်းတကာကြီးကြီးကယူထားတဲ့အကျွေးကိုခမည်းမိမရဲ့ဒေါင်းပရက်နဲ့ပေးချေပြီးအကုန်ဆက်ပြီးပြီလို့ခမည်းကပြောတယ်အခုကျောင်းတကာကြီးကလည်းသူ့ရှိကယူထားတဲ့အကျွေးကိုခမည်းဒီနေ့ဒီချိန်အထိအတိုးအရင်ရောတပြားတစ်ချက်မှမပေးရသေးပါဘူးလို့ကျုပ်ကတိုင်အဲ့တော့ခမည်းဘယ်လိုဖြေရှင်းမလဲပြော ဟာတကြီးဟာကြောက်ရွယ်ကြီးနဲ့ကလီကူမလောက်ပါမလားဗျကြောက်တယ်သားအောင်ခက်လက်တယ်တင်းသေးချာချာထဲလိုက်တာ ဟဲ့သားတော့မတွေ့ရရှောက်ပြောမနေနဲ့မင်းသေးချာချာနဲ့ဘယ်နဲ့ကပေးတာလဲအကြည့်ကြပြော ကမခမညာမြို့ပိုင်ရင်းလာတဲ့ဆိုခိုးပဲရွာကိုသွားတဲ့နေရာကြောက်သေးချာခမညာလက်ထဲကိုထဲလိုက်တာဗျခမညာကိုထော်မင်းကမကြားပါတဲ့တကြီးဟာသူ့သားအောင်ခက်ကိုမြင်မြန်ခေါ်မေးလိုက်သမ်းပါမြင်မြန်ခေါ်မေးလိုက်သမ်း ဟေးလေဒါဆိုလည်းဘေးရတာပေါ့မောင်ကျော်အောင်ကကိုသွားခေါ်တယ်အခုချိန်ရင်လိုက်လာခဲ့လို့ ဟုတ်ကဲ့ပါကြီးကြီးမှတ်ထားတယ် ဒီနောက်ရောက်တော့ကျွန်တော်နာမည်ခေါ်လိုက်တယ်ကြောင်းလေကျွန်တော်ဝင်လာတော့တကြီးပဲဒီမင်းကျွန်တော်ဘာများခိုင်းတာရှိပါလဲ ခိုင်းเสียရှိလို့မဟုတ်ပါဘူးကွာမေးเสียရှိလို့ဟောဒီကိုရင်သားတော့ကမင်းအစီအစီကယူထားတဲ့ကျွေးတွေသူ့မိမရဲ့ဒေါင်းပရက်ကိုမင်းလက်ထဲထည့်ပြီးတော့စပ်ပြီးပြီလို့ပြောနေတယ်ဟုတ်လား တောင်းမရဲ့ အေး ဟာကြာကြီးစီရတယ်ကြီးမရဲ့ဘယ်ကတောင်းမရဲ့လဲဘာတောင်းမရဲ့မှမရပါဘူးကိုကြီးသားတော့ဗျာကိုကြီးလေးခြောက်ကြပြီးစောင်းနေမယ်ကြောက်ကြရမယ်ရှောက်မှတ်နေလားမသိပါဘူးကြီးမရဲ့ ဟဲ့မင်းပြောင်းလဲပြောင်းသားမလုပ်နဲ့မင်းပိန်းနေကုန်ရွာကိုစဘာသွားသိမ့်နေနေရလမ်းမှာတွေ့ငါကိုယ်တိုင်မင်းကိုပေးလိုက်အဲ့ဒီနေရာဒီကောင်နေလဲပါ ဟုတ်ခါပဲဟောလေဘုံကြီးမှုတော့ရွာပတ်ပြီရှင်းကြအောင်အဲ့ဒီနေရာငါတို့ဦးကြီးသားနဲ့တွေ့လားအာကိုလေးအဲ့နဲ့ဘယ်လိုမှမတွေ့ပါဘူးဗျကျွန်တော်တို့လေမနဲ့အစောကြီးကနေရွာထွက်သွားတာကိုလမ်းမှာဘယ်သူနဲ့မှလည်းမတွေ့ပါဘူးအဲ့ညကြီးဟုတ်တယ်တော့ပြောလိုက်ဟုတ်တယ်ဟုတ်ပါလေကျွန်တော်ထွက်တာမိုးတော့မင်းဟုတ်တယ်လေညာကျွန်တော်တို့တော့မှမျက်စာအစားကြီးဘူးလေညာရွာတူရွာရောက်မှာဘုံကြီးမဟာအေးဟုတ်တယ်လေပေါ့ဂျင်းမယုံဘူးဆိုရင်အကျော်ရောက်တဲ့ဗာကြီးမုံတို့လည်းမရဘူးခေါ်မိကြည့်ဒီဘိုးကြီးဘွားကြီးကငရဲကြောက်မှကြောက်တဲ့လင်မယားဆိုလင်ပြောမှမဟုတ်ပါဘူးဟာ ဟဲ့မင်းကလိန်စီညမ်းစီပြောင်းနိုင်မြောင်သားမလုပ်နဲ့ကွာတကြီးဒီကောင်ကြောက်ရှိရဒေါင်းမြဲကိုလေပြီးပြီးရီလေးနဲ့လိန်သွားတာဗျအဲ့တော့ဒီကောင်ကိုထိတ်တုံးခတ်လိုက်ပါ ခက်တာပဲဗျာခမရဘက်ကဘာမှတဲ့တဲ့ကရမပြနိုင်သေးတယ်ကျုပ်ကဘယ်လိုအရေးယူမလဲကိုရင်သားတော့ရဲ့ တကြီးကဒီလိုလားတကြီးမှဖြည့်ရှင်းမပေးနိုင်ဘူးဆိုရင်ကျုပ်ကိစ္စကိုလေကျုပ်ထားတာကျုပ်ရှင်းမယ်ဒီမှာမင်းတို့သားဖာလေငါနဲ့တွေ့ကြသေးတာပေါ့ကွာ ဟေးကိုရင်သားတော့ခမရစိတ်လိုက်မှန်ပါတယ်ရှောက်မလို့နဲ့နော်ကြောက်တကြီးတယောက်လုံးရှိသေးတယ် ဟာတရွာလုံးဖိမ့်မိန်တုံအောင်ကြောက်ရတဲ့တကြီးကိုမရဗျာပါဒုံးလို့ပါမွားကောင်ကမခန့်လေးစားနဲ့မခက်ပါလားတကြီးဟာ အေးဗျာငါစကားနွားရပြောပြီးတက်ထောင်မောင်းနဲ့လှုပ်ချင်တယ်တော်တော်လက်ပေါက်ကတ်တယ်ဗျာလူကြီးမို့လို့ပေါ့တာလာသားတာဆိုရင်ကျုပ်တပွဲချင်းနှစ်ပင်လေးပြီးစော်ထည့်လိုက်ပြီအေးဗျာ
ကြီးကိုစိတ်နှောက်ရှက်ပြအောင်လာလို့နေတယ်ကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်လည်းခွင့်ပြုအောင်နော်ကောင်းပါပြီဗျာ တကြီးမင်းကျွန်တော်တို့ခု အေးတာမတောင်းပန်ရဖိုးဆောင်လို့ရှိရအတူတွေတွားတက်ပြီ အခုပဲသွားလို့ပါ အေးအဲ့ဒါရအောင်တွားသိမ်းလိုက်အောင်တကြီးရွာထဲမှာဒီလိုပေါင်းကားမျိုးတွေရှိနေတော့ခမရအုပ်ချုပ်ရဘလောက်ခက်မဲဆိုတာကျွန်တော်ကိုချင်းစားပါဗျာကိုချင်းစားကဲကျုပ်ခွင့်ပြုကောင်းပါဗျာကောင်းပါအားကြီးပေါ်လို့သာဖို့လို့ဒီရမှာဓာတ်ပြီးတာပါဒီကိုယ်ဝိုင်းနေနေကြည့်လိုက်ဒီကိုတော့ပြန်လို့ဒီတရားရုံးရောက်ရင်ဘိုးဘွားကြီးလင်မယားနှစ်ယောက်ကိုငါတို့ပြောခဲ့တဲ့အတိုင်းပြောလို့သူတို့တေချာတင်ပေးလိုက်ကြလားဟုတ်ကဲ့အမေလားကျွန်တော်အခင်းရလို့လက်သားတက်ခဲ့ပြီရောကျွန်တော်လည်းကျုပ်တို့ပြန်သွားပြီလို့ပြောတာဟုတ်လားဟေးဒါမင်းလားဒါမှမထားဘူး။ဝိနာဘာဖြစ်လဲ။ဘာဖြစ်လဲ။ကောင်တွေကိုသွားတတ်ကြည့်မှဖြစ်တယ်။အော်ဒီကောင်တွေကိုဘာသာပြောလို့မရဘူး။ ဘာလို့လဲအဘရဘာလို့လဲဘာဖြစ်လာဆိုတမင်းကိုပြောပါအောင်ဘာလဲ အောင်ခက်လေတို့ကျွေးစားစရာရှိလို့သူ့လက်ထဲကိုဒေါင်းမရခဲလိုက်တယ်မလား။အကြီးရှိမှလေ။ तू မရပါဘူးလို့ပြောင်းနေတယ်။သူ့တစ်ဖက်တွေကလည်းဝိုင်းနေတယ်။ အပေါ်ပစ္စည်းပြန်ပြီးတော့ဒီကောက်ချင်ဟိုဝင်းကြီးစာလို့ပြန်တောင်းပြီလား ။အိုးလမ်းမှာပေးတာဆိုတော့ဘယ်တောင်းနေမလဲကွာ။ဒါပေမဲ့ကွာတရွာထဲသားချင်းလေဒါလို့မရောက်ပါဘူးလို့ငါထင်လို့ပေါ့ကွာဒီကောင်တွေကိုသွားတတ်တယ်ဘယ်လိုတတ်တယ်တော့စိတ်ကုန်မှာပါရဲ့ စိတ်ရိုင်မှာတော့ဗာနဲ့ပြီလားတမင်းသွားပြီးတော့တောင်းပန်လိုက်ပါမယ်ပြည်လေသွားမှာပါအဘရ ဟုတ်ပါတော့တော့ပြည်လေမှာဗောဗျာတော့စိတ်ကိုရှောင်းပါပါတော့ထိုင်တယ် ဒီလိုရှင်းလို့မရဘူးအဘရ ခဏထိုင်ပါဗျာ ဒီဘာကနေအရေးတော်ချင်ပြီးလို့လေတမီးသွားပြီးရှင်းပြတောင်းပန်လိုက်ပါမယ်သူတို့ကသဘောကောင်းပါလေအဘရဲ့ပြည်လေသွားမှာပါနော်အဘစိတ်ချော်တော့အဘနော် ဘာဖြစ်လို့မိုးရီရဟာနေမနာတော့တော့ပြောထားပြီးပြီပဲ ကျမတင်ရပကိုးတယ်ကျမမလို့ခြင်း မရှိဘူးပဲဖြစ်မလဲနောက်တလားဆိုတော့ဘုံနေမပြီးနေပြီဘုံစုပ်ပေါ်မှာပဲဟာဒီမှာဘုတ်တီးရယူယူအားအားဆိုနေတော့တစ်ဖက်ကချစ်နေတာနေစိတ်ချမ်းသာမှာဒီရပါဦးလို့ အော်ခေလာလာအေးလာလာ你姐让我们去这块园都多哩，来来，给，你都鸟了，俺们弄下去了多了，哎，我不弄俺们这些呢，多多多。ကျမတို့ကြိုးလို့အောက်ကိုခေါင်းလေးရလေ တော်ဒီကိစ္စဖတ်ကြည့်အဲ့ဒီနေရအောင်တဲ့ကျက်ဝဲမှာရှုံးလောင်းကျစ်ဖြစ်နေပေးထားခဲ့တယ်တဲ့တော်တန်မိုးမသိတဲ့ကောင်အဖစိတ်ဆိုးလို့လေဒုက္ခနဲ့သိမ့်ရိုက်လိုက်အဖမျက်နှာမှာမထောက်ပါလုံးရမတော်စိတ်ဆိုးတယ် ဒါလေကျမတို့ခေါင်းပြလေးအောင် ဘာပြန်ထွေးကြပြီးတော့အဲ့ဒါသမီးတို့အိမ်ကိုလာပေးမလို့လေအစီအစဉ်ကအခါနောက်အဖသိမ့်တယ်ဟောသူဘာပြောလာလဲဒီလိုမှသမီးရဲ့တော့ဒီလိုရဲ့ဘယ်ဘက်အဆိုတော့တဲ့ဘာသူဘာလဲဘာလဲဘာအတကြီးကမရှုံးနိုင်နဲ့နော်မရှုံးနိုင်နဲ့မတော်တော်မရှုံးနိုင်နဲ့နော် ဖိတ်ထားမှာကွာစိတ်ပြောထားမှာကွာအားလုံးဒုက္ခရောက်နေတာခါလေဒီရွာမှာမရှိမှတို့ရွာငြိမ်းချမ်းမှာကွာတို့ရွာကိုအညွန့်ခုစားနေတာကြာပြီအဖဘာဖြစ်တာလဲအဖဘယ်သူနဲ့ပြဿနာဖြစ်လို့လဲဘာဖြစ်ရမလဲကွာအောက်ခက်တို့သားဖဘောကွာငါတို့အကျွေးစားဖို့ပေးလိုက်တဲ့တောင်းရက်ကိုလေမပေးပါဘူးလို့တကြီးရှင်မှာပြောင်းနေတယ်ကွာတကြီးကလည်းလေအဲ့ဒါကိုယုံနေတယ်အဲ့တော့ဒီကောင်လေးတို့ရွာမှာမရှိမှဖြစ်မှာ
သမီးအမနင်ဘာဖြစ်တာလဲဘာဖြစ်တာလဲမပြောနဲ့နင်ဘာဖြစ်တာလဲလို့မပြောတာငါဘာဖြစ်တာလဲလို့ကတော့ဘာလဲညမရပါဘူးဟာမငါမဆောရီငါတို့ပြလာငါတေးစနေပါရဲ့ပြလာငါဘာဖြစ်ပြီမကလာခင်ဗျားရှောင်းလို့နေတော့မတီကောင်နေတို့တမျိုးကြီးမရုံပါနေအဲ့တော့ငါကိုယ်တိုင်သွားတတ်မယ်ဒီကောင်လေးကိုအဘသွားတယ်မလို့ကျွန်တော်သွားမယ်ဒီကောင်လေးတာပါကျုပ်ကိုယ်တိုင်တတ်မယ်ဟဲ့အောင်မင်းတို့အဘကိုတိုင်းမလားစိနေနော်ကျွန်တော်သွားတယ်တော့ရုပ်ပါရမဟုတ်ဘူးဟဲ့ကောင်လေးလွတ်ကြမ်းလားလွတ်ကြမ်းလားဟုတ်ကဲ့ကျွန်တော်တယောက်နေရကွာအဘသွားမပြပါဘူးပါဒီကောင်လေးငါတို့လေအမျိုးတော့ခံမိတာဒီကောင်လေးကိုငါကိုယ်တိုင်သွားပြရစီကွာအဲ့ဒါတော့ညာမဟုတ်ပဲလွတ်ကြမ်းပါကွာလွတ်ကြမ်းပါတာလွတ်ကြမ်းပါကွာလွတ်ကြမ်းပါအဘပါတာကျောင်းပါခမောင်ကျောင်းကိုလိုက်စားမယ်ဘာလို့ခါ哎呀，没了嘛了！哎呀，没了嘛！我救我！我救我！我救来了！我救来了！知道吗？ဝိုင်းနေတော့တာရီရဆလာစော်ကားကောင်တမလုံးနဲ့ဟာတော့ဟဲ့တလုံးပြင်မခံစရာမလိုပါဘူးကွာကြော်တော့တို့ချမ်းတော့ဝင်ပြီးတောင်းရလာဒီကောင်ပိုင်းနဲ့ကျူးလူမှုပြီးတော့ဟိုဘက်ရွာကဓမြမှုဘူးတက်တိလက်ထောက်ချတဲ့ကောင်မပေါ်သေးဘူးဌာနအုပ်ကြီးကိုသွားပြောလိုက်ဒီကောင်ဒီမူတော့ဆွဲထဲလာကြော်တော့ဘာဘီဘောတာရကျော်တော့ဒီလိုဖြစ်သွားပြီပေါ့ကွာငါတို့မိသားစုအဖြစ်ကဘလောက်ဆိုးလိုက်တယ်လဲဒီကောင်လေးသားဖားရဲ့ကောက်ချစ်ရုပ်မှမှုအဖလည်းစုံရတယ်ပြီးတော့အမကလည်းရှက်လွန်းလို့ဆိုပြီးရေထဲခုန်ချပြီးတော့သေသွားတယ်။နင့်ကိုလည်းငါထောင်ချနေတော့မှဒီကောင်အတင်းအဓမ္မသိမ့်ပိုက်သွားတယ်ဗျာ။အေးလေသူတို့မိသားစုလည်းအကုသိုလ်ကြိုးပေးရမလွတ်ပါဘူးကျော်တော့ရဲ့။သူမိဘတွေခီးတော့ဓမြတ်တက်လို့သေရတာပဲမဟုတ်ဘူးလား။အေးသူအကုသိုလ်နဲ့သူဆိုတာငါ့ကိုလာပြီးတော့အထောက်ခတ်သေးတယ်။သူတို့မိသားစုကိုငါအညှို့အတေးထားလို့ဓမြကိုလက်ထောက်ချတယ်ဆိုပြီးတော့ပလိတ်ကရိုက်လာနှက်လာနဲ့ငါ့ကိုစစ်လာစေးလာလှုပ်သေးတာဟာနေမင်းတို့နှစ်ယောက်ကလည်းဟဲ့တကယ်ကိုကပ္ပရံပါဒီတိုင်းဆိုသူပြန်မလာတော့ငါဝမ်းသာမှာဖြစ်ငါပူဝမ်းသာတာပေါ့ခင်ဗျဒီကောင်တကယ်အသက်ခံပြီးတစ်သက်လုံးရွာကိုပြန်မလာလေပိုကောင်းလိမ့်မယ်ခုတော့ငါတို့နှစ်ယောက်အတွက်ကံကြမ္မာကလင်မျက်နှာသာပေးပါဗျာငါတို့နှစ်ယောက်ရဲ့ကြားမှာအောင်ခက်ဆိုတဲ့စူးကြောင်းခလုတ်လည်းမရှိတော့ကိုသားလေးနဲ့နေဦးမှာတစ်သက်လုံးမှာဆောက်ရှောက်ချင်တယ်
ဟေးမင်းဗျာလက်ထပ်ပတ်တော့တော်တော်အလုံးလုံးနေတာပဲလက်နက်ပတ်တော့ညချမ်းသာပြီလားညလက်ကိုပြတ်သွားနေတာရင်တော့စိတ်နာတယ်နော်ဟေးဘာမျက်စိပေါ်ပါ့ဘာကို6နှစ်လောက်ကြာသွားလို့ကျုပ်ကမမှတ်မိတော့ဘူးလားဟေးအောင်ခတ်ဟုတ်တယ်နော်အောင်ခတ်ပါဗျာကျုပ်အောင်ခတ်ပါအောင်ခတ်အစ်စ်ပါဟေးဘယ်လိုလဲစီးပွားရေးအဆင်ပြေလားဟေးဘိုးတော်တို့ဘိုးကွဲတို့စီးပွားရေးအဆင်ပြေလားဒီနေ့စပိုင်းတော်ရလားဟေးကောင်းတယ်ဒါကျုပ်သွားတော့မယ်ခင်လာနဲ့သားလေးတွေ့ချင်လာပြီဗျာနောက်တော့ကျုပ်နောက်မှဆုံးနော်သွားပြီဗျာအောင်ခက်စေကွာအောင်ခက်စေ तू อ่ะအောက်ပြေကိုကုန်ကူးသွားနေဓာတ်တော့ကလို့တေးပြီဆိုအဖခင်ဗျားမသေးလို့ခုရှင်လက်ဒီပြောင်းလာတာဗောဗျသူတေးပြီဆိုတော့တရားလုံးကစိတ်ချမ်းသာနေကြတာကွာသူပြန်လာပြီဆိုတော့တရားလုံးကသူ့ကြောင့်ခံအောင်မှာဘာလို့ဆိုတော့ကြော်တော့အရင်တော့တစ်ပတ်ရောက်မှာတော့ကျင်းနေတယ်ဖာရင်ဉာဏ်နာသုံးပါးကိုအရင်ဆုံးကတော့ကြာမိဘကိုတော့မင်းတို့ပွဲလုံးပြီးမိဘနေလက်ရှိရှိနေတယ်မင်းတို့အမေတော့ခင်ဗျာကိုရိုသေသွားတဲ့ဥနေချာပြီးတော့ကြာကိုလေးတို့တားမိတားဟောနေမရှိရတော့ကိုလေးတို့ဥစ္စာပစ္စည်းကြော်ထုံးဆိုတဲ့ကောင်ကခြောင်ရပါတော့ဦးလေးဥပခက်ဓမြတက်လို့သေတာရောအကိုလေးဓာတ်တော့ခံလို့သေတယ်ဆိုတာရောဒီကောင်းရဲ့ချီရလက်ရမကင်းလို့ထင်တယ် တိတ်သေးကြတာပေါ့ကွာဒီကောင်အကိုလေးမရှိတဲ့နောက်ပိုင်းမှာခင်းနီနောက်ကိုပြန်ကတ်ချင်တာပိုင်ကြံတာပေါ့ကွာမင်းဟုတ်တယ်ကွာဒါကြောင့်ဒီကောင်ဒီုံမြင်လို့ဒီကြုံစရာကြည့်ရဟုတ်တယ်ဟဲ့ကောင်လေတော့သာလူဝင်လာဟာခုဒီမိုင်းနေတော့မလားကွာမင်းဟမ်ဟောလေဟာကြောင်ကြည့်နေတာဟာလေဟာအကိုလေးမသိဘူးအကိုလေးဟာတေးပြီလေကွာအသေးလုံးမင်းတို့ရောက်လာတော့ကွာမင်းတို့တည်းရလာတော့ဟာလေမသိဘူးဟာဟောတာလေဟာတော့ရပါကိုလေးမသိဘူးဗျာတေးပါဦးကွာမင်းတို့ရောက်လာကိုလေးပြန်လာအတော်ပဲစိတ်ကြီးကကိုလေးအားချင်းဟာမင်းမင်းကိုဗျာအိမ်ရောက်တည်ရဗျာဟုတ်တယ်အိမ်ရောက်ပြရလိမ့်မယ်လားဒါစပေါ့ကိုလေးကနာဆောင်းရနားပေါက်တဲ့ပြင်လာတော့သူကမနေ့ကမင်္ဂလာဆုံးကတ်ပေါ့ဟုတ်ပါမင်္ဂလာဆုံးကိုကျောင်းမှာကတ်အိမ်မှာပြင်ပြီးကတ်အိမ်မှာပဲပြင်ကတ်ကိုလေးပြန်တော့ဟုတ်တယ်ကိုလေးမဆိုင်ရတော့ဆိုပြောနေတဲ့ကောင်ကပေးရောက်ပြီလားကွာဒါတော့ကိုလေးသေတဲ့ထင်ယူဘာသာနေတဲ့ကောင်လေးအားရအောင်ရေးတာကြဟဲ့အားရအောင်ရေးတာကြဒီလိုကောင်မလားလေဒီကောင်းမျက်နှာရေကောင်သားကောင်တွေမို့ပွဲသိမ့်ပါကြိုက်ပါပွဲသိမ့်ပါဒီနေ့ကရှာကြညောင်ပြောတတ်တယ်အဲ့ပေါ်မင်းလည်းကြီးတယ်အဲ့ဒါကြာကောင်းခဲ့လာတယ်ခုဒီကိုလာနေတယ်ပြီးတော့မင်းအသေးချာလို့လားကွာတေးကြပါလေဒီချင်းမဲအကင်းသူရဲ့အကင်းသူကျောင်းတော့ကိုလည်းပြန်လာပြီဗျမတဲဘူးဒါကိုလေးလာအကင်းသူကိုလည်းပြန်လာပြီဗျမတဲဘူးโอเคနေမသေးဘူးနော်ဒီဘောဘာလို့သားပြီးရောက်နေတော့ဘာလဲဒီဘာကိုလဲဘာဘာနဲ့ဒီလိုဟာဒီလေဘယ်မှာမရောဝေးတော့တော့ဘာငယ်ငယ်ရှိတယ်ဒီမှာဒီနိုင်ပါလားဘာလို့လဲ
နေစမ်းမအောင်အောက်ကဲမင်းကဘယ်လိုဖြစ်ပြီး၄-6နှစ်ကြာတဲ့တိုင်အောင်သားမေမရမင်းနဲ့ရွာကိုပြန်မလာရအောင်ဘာဖြစ်နေလဲ ဓာတ်ထုတ်ခံတာ तू မဟုတ်ဘူးလေ तू ကထိုးတာဒီကောင်ဓာတ်ထုတ်မှုနဲ့အချုပ်ကျနေတော့ထိုးခံတိမ်သွားတယ်ဒါကြောင့်လူတောင်းနဲ့နှစ်ချီထောင်ကျလာတာဒီကောင်ကဂျိုးပေါင်ပဲကွာအားလုံးအေးအေးနဲ့ပြောရှိနေဖြစ်နေတာကဒီကောင်ပြန်ရောက်လာတော့သုံးစံနဲ့ကြွက်ချီရောလိုက်လို့ပဲကွာကျော်တုံးကမင်္ဂလာယူနေရချင်းဒီအမင်္ဂလာပြန်လာတာတော်တော်ဆိုးတယ်လုံးဝကြက်တည်တုံးတယ် ဟဲ့အောင်တော်ပြီကွာအဲ့ကောင်ကြောင့်ငါဘာမှမကြားချင်ဘူးမင်းတို့ဘာမှထပ်မပြောနဲ့တော့ တောက်ကိုဆိုရတော့ပြင်ချခဲကျက်လို့နောက်မီးကတိုင်ကြီးလို့ပြည့်ရောကွာဟာဝေါကွာအဲ့တော့တဲ့ဘုံကောက်ကောက်မှာတောင်ကျွတ်နေတဲ့ဂျိုးချတယ်ရေရှာမရတဲ့ပုံမင်းမြင်ဘူးလားငါမြင်ဘူးကဲငါမြင်ဘူးကဲခြေတော့ကကွတ်တာဒီကဟာစီနဲ့အခုကြော်တော့အဲ့လိုဖြစ်နေပြီလေကြော်ပြီးဟာစီဖြစ်နေတယ်အေးငါတို့လည်းအခုမှပဲလူမှန်နေရမယ်ရောက်တော့တယ်ကွာဟုတ်တယ်အကူလေးမရှိခင်တော့ငါတို့မှပေးကြည့်လို့နဲ့နံပါတ်ချင်းနဲ့ပဲမြည်နေရတာဟုတ်တယ်အခုတော့အကူလေးပြန်ရောက်လာတော့အကူလေးရဲ့ဖူးရင်ကန်ကိုပဲမြည်ရတော့မှာပဲဟုတ်တယ်အဲ့လိုဒါကိုကြောနေချက်ရက်အမီးကောင်းလေဟာဟုတ်တယ်တော့ဟုတ်တယ်ကိုလေထောင်းမှာမတော့လာကြဘူးကိုရစ်တယ်ပါ ဟုတ်ပါဘူးကွာငါသားလေးကလည်းကြီးလာပြီကွာသူ့ရှိမှမဟုတ်တယ်လို့ပြငါသားလေးတွေ့မှမှာဆိုကွာ ခေါ်လိုက်တယ် ဘိုးသားမပါဘူးလေဂျက်ကီပါ ဟော ဒီပဲလာပြီးတော့ဒီပဲဒီမှာ ဟုတ်တယ်ဂျက်ကီမမေ့ပါဘူးကွာဂျက်ကီ တွေ့ရဆောင်နေဒီလိုမျိုးဘာလို့ဒီလိုလာလဲဟုတ်မသိနေနဲ့ဒီလေးသားဆွေရုံနဲ့ဆွေတော့အဲ့ဒါမျိုးပြောပြနေရတိုင်းပြတ်တော့ဘုံလေးသိတယ်လို့ရနော် ဒီတော့ဟောတော့မြတ်စာပြည့်အိုးစီတော့မှာတော့တယ်ဘောဒီရောဒီဘာလို့ပြန်လဲ ဆောင်းလို့ ဟာဂျက်ကီဘာဖြစ်လို့လဲနေမကောင်းလား ဒီပြေဝိုင်းနေလေ ဟဲ့ဘယ်လိုဖြစ်တာလဲသားရဲ့အော်ဘယ်လိုများဖြစ်ရတာလဲသားရဲ့တမနဲ့လုံးကောင်းနေ စာမားလာတယ် ဟဲ့အိမ်ကကြိုးရထမင်းပဲစားတာပါတခြားမစားရပါဘူး တယောက်ယောက်ကမတည့်တာတစ်ခုခုကျွေးလိုက်လို့ဖြစ်မှာကျော်တော့ဘာလို့ဆိုရလားခင်နူးမာထားတဲ့မျိုးစပါးတွေရလို့တောင်းဖို့ဟုတ်ပါရဲ့ခင်နူးငါပြမယ်ကဲဒါမစင်မောင်းနော်ဒီသားကိုသိစရာကောင်းခွေးရတယ်ဟုတ်ပါဘူး ဖေးတယ်ကြောက်နော် တကယ်ပြောတာမဟုတ်နော်ကဲဒါတကယ်ကြီးလုပ်ရအောင်
ကြီးသေးတော့တာလည်းမျိုးစရာဘာကြကြီးကိုပြချင်တယ်မျိုးကြကြီးကိုမနှမျောလားရင်းတော့ဆိုနေနဲ့လက်ဖို့တည်နေတာကြကြီးကတော့နောက်ပိုင်းဘာလို့လမ်းမျိုးစိမ့်သွားတယ်လဲဟာဟုတ်စရာ ဒီကထောင်းလေးကြားကိုလည်းမမှန်ဘူး ဟဲ့ခွေးဆိုတာကိုတခင်ရဲ့အနောက်ဘယ်နှစ်ကြာမှတ်မိတယ်ဆို ကိုရဲ့အသက်ကြီးလာတော့ပြောင်းလဲသွားတာချင်ပါလေမြင်အာယုံတော့အနက်ခံအာယုံကြပါတယ် နင်းလည်းအရင်နဲ့မတူတော်တော်ပြောင်းလဲသွားတယ်အရင်လိုစိတ်ချမ်းကိုချမ်းနဲ့သူများအောင်နိုင်ထက်စီရင်ပြုတ်ချင်တဲ့ဆရာကြီးတွေ့ရတယ် ငါအောက်မှာထုံကြနေတာတော်တော်လေးဝင်လာတယ်ငါခံစားရတယ်လို့ဒီနေ့စီစဉ်ဒုက္ခကြတယ်ဒီစီ ဒီလိုမျိုးဆုံးတော့ဟိုမာရီကတည်တာ ဟုတ်ရောကြမ်းကြမှာဒီနေ့တည်းမှာသိရတာ အဲ့ဒါလေးနင်းပြဿနာဖြစ်တဲ့ရွာကိုလိုက်သွားရင်လည်းလမ်းမှာလည်းညအသက်က သားလေးတော့ကြည့်လိုက်နော်အော်သားလေးကိုရှင်းပြပေးနေဘေးတို့မေတို့ကပြူတန်းလို့ပဲကောင်းလား အေးကောင်းပါလေဟောမိဘတွေကိုပြုစုဆောင်းလျှောက်တာလည်းပြေအောင်ဆက်ခြင်းပဲပေါ့ဘုမိဘတွေမရှိတော့တဲ့နောက်မိဘတွေအတွက်ရည်စူးပြီးတော့ကုသိုလ်ကောင်းမှုပြုလုပ်တာကလည်းပြေအောင်ဆက်တာတခုပဲပဲ ကျောင်း ဒီနေ့ကိစ္စနဲ့ဒါဆက်မိဒါလေးမအောင်ခဲ့ဘုံကြီးမြစ်တဲ့အခါကျတော့တခုရှိသေးတယ် ညီမဗျာမိတ်တော်မူပါဗျာ တခြားတော့မဟုတ်ပါဘူးဒီဒီဝါလုံးကမောင်ခက်တို့နဲ့ကျွေးမြေကင်းရှင်းတာမှမရှိဘူးဒီဝါလုံးရဲ့လေဒီယာတွေကမောင်ခက်တို့စီဆုံးရှုံးကုန်ရွာသူရွာသားတွေလည်းစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်နေကြတယ်အဲ့ဒါကြောင့်ဘုန်းကြီးပစ္စည်းလေးပါဒါရိုက်ကားလေးစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်နေတာမြင်ရတော့ဘုန်းကြီးလည်းစိတ်မကောင်းဘူးပေါ့အဲ့ဒါကြောင့်ဒါလေးကသူတို့အတွက်နည်းနည်းလေးငှက်ညာပေးဖို့ဘုန်းကြီးကမြစ်တာရက်ခံနေမှာပါ ဆရာတော်ရဲ့မေတ္တာရက်ခံချက်အရာရောကျွန်တော်စိတ်ထဲဖြစ်လာတဲ့စေတနာအရာရောငါတို့စီကအကျွေးနဲ့တိန်လာတဲ့လေရီယာတွေအားလုံးချွင်းချက်မရှိကျွန်တော်အားလုံးပြန်ပေး ကျွန်တော်လေဒီယာပြန်ပေးမယ်နဲ့ ဟုတ်ကဲ့တကယ်လားတကယ်ပါ ဟုတ်ကဲ့ကျောင်းမှာချမ်းသာပါစေကွာကိုလေးကလည်းအဲ့လိုဘုံလုံးပြန်ပေးလို့ဘယ်ဖြစ်မလဲဟုတ်တယ်လေကိုလေးရဲ့ဟိုဒီလေဒီယာတွေကသူတို့အကျွေးပြန်မဆိုင်လို့တိန်းနေတာလေအခုလည်းအလင်ကပြန်ပေးလို့ဘယ်ဖြစ်မလဲအမကြီး ငါသိပါရဲ့အလကားယူတာမဟုတ်ဘူးမယ်မတရားယူတာလေမင်းရဲ့တစ်ချက်တည်းနဲ့အင်ဂျီကိုငါတပြားနဲ့ပြားပေးပြီးယူလဲမင်းစိတ်ထဲဘယ်လိုခံစားရမလဲ ဟုတ်ကဲ့ဘူးလို့လေရီယာပြန်ပေးမယ်ဆိုတာအပိုင်ပြန်ပေးမှာလားဒါမှမဟုတ်တီးစားချငါကြတာ ကျွန်တော်ပြောပြီးပဲဦးလေကျွင်းချက်မရှိအပိုင်ပြန်ပေးပါတီးစားချပြီးအငှားပေးမှလည်းမဟုတ်ကျွန်တော်ကိုယ်တိုင်စာချုပ်မှာလက်မှတ်ထိုးပြီးတော့ကိုအားလုံးအပိုင်ပြန်ပေးမှာ ဝမ်းသာလိုက်တော့ဗျာတုတ်တုတ်ကြွရအောင်ဆင်းရဲတွေကလွတ်ပြီဟဲ့ အဲ့ဒီ ရှင် မင်းကြားပြောတာဟုတ်ပါဟုတ်လား ဟုတ်ပါတယ်ဦးလေးရဲ့ဒါနောက်ဆရာမှမဟုတ်တာအရွာလုံးစိတ်ဆင်းရဲနေရတာကိုသူသိလို့အားလုံးစိတ်ချမ်းသာအောင်လုပ်ပေးတာ ငါတို့ကအိမ်မက်နဲ့မက်နေသလားလို့ဟာ အဲ့ဒီလိုယောက်ျားတော့အခုတော့ကိုတော်ကောင်းဖြစ်သွားပြီဗျို့ဖြစ်သွားပြီ ကဲကျွန်တော်တို့တရားလုံးဆင်းရဲတဲ့တော့အားလုံးလှူနိုင်တန်းတယ်အလုပ်ကိုကြိုးစားပြီးလုပ်ကြတော့ဗျာ ငါတို့အလုပ်ကိုကြိုးစားပြီးတော့လုပ်ကြမယ်ဟဲ့ အေးဒါဆိုရင်တို့တင်သွားလို့လေအခုချိန်ကစားအားလုံးစိတ်ချမ်းသာတဲ့ဖြစ်ပြီပေါ့ကွာ ဖြစ်ပြီပေါ့ဖြစ်ပြီ ဒီတော့ဘာတွေစတက်ထွင်နေလဲမသိဘူးကွာညံညံနဲ့သုံးပြီးအခုခုမဟုတ်တာလို့ကိုကြံစီနေတာတော့သိကြတယ်ကွာဟဲ့မြေခွေးထောင်ရအောင်အုံနောက်ထဲမှာမြေခွေးညံနေရှိမှာငါတို့ဒီကောင်တော့အယုံကြည်မရှိဘူးလေတွေဂျာတွေမြေတွေအကုန်ပြန်ပေးမယ်ဆိုရင်ငါတို့ရှင်သိမ်းထားတဲ့ပစ္စည်းတွေပြန်ပေးရမှာပေါ့အခုတော့ဒီကောင်လေးတန်းတော့မဟုတ်ဘူးမလား ပြန်ပေးဖို့ငါဆုံးဖြတ်ပြီးသားမင်းတို့ကငါ့ကိုတမျိုးမြင်ပြီးတော့ငါနဲ့မတွေ့အောင်ရှောင်နေကြတယ်ဆိုတော့ငါမှားခဲ့တယ်ငါတောင်းမှာပြီးတော့မင်းရဲ့လေရီယာတွေကိုလည်းငါပြန်ပြီးမှာပါနင်းနဲ့ငါနဲ့ကြားမှာရှိတဲ့ရန်ညိုးတွေအမုန်းအာဃာတတွေကိုငါသင်မုန်းချလိုက်ကြအောင် ဟဲ့မင်းလွယ်လွယ်နဲ့ပြောလို့မရဘူးမင်းကတူဖြစ်တော့မှမညာမတာထုခဲ့နှက်ခဲ့တာကွာငါလည်းသိပြီးခံခဲ့ရတဲ့ကောင်ကွာအခုမှလာပြီးစကားလေးတစ်ခွန်းနဲ့လေတွေထိုးပြီးတော့တင်ပုံးချေလိုက်ရအောင်ဟဲ့အဲ့ဒီတင်ပုံးင
ငါတို့မိသားစုကသွေးတွေနဲ့ရေးတာလားကွာ အေးပါပါမင်းငါ့ကိုခွင့်မလို့နိုင်ဘူးဆိုလည်းရှိပါလားငါတော့မင်းရဲ့လေတွေကြားတွေကိုဘာတကယ်ပြန်ပြီးပါပါကျော်တော့ ဟဲ့မင်းပြန်ပေးရဆိုလဲငါအောက်ကြနောက်ကြခံပြီးပြန်မယူဘူးကွာငါမင်းကိုတပ်လုံးခွင့်မလို့ငါအဖေနဲ့ငါအမလည်းမင်းကိုဘယ်တော့မှခွင့်လို့မှာမဟုတ်ဘူး ဟုတ်ကဲ့မင်းရဲ့ဖေးနဲ့အမကျင်းတော့ပေါ့ငါတောင်းမယ်ဘယ်လိုပဲတောင်းမှန်တောင်းမှန်ငါချင်းလုံးဖက်ပြီးတောင်းမှန်ငါတောင်းမယ်ပေါ့မင်းကျင်းတတ်ပြီလား ပါငါအဖေနဲ့ငါအမမင်းတောင်းမှန်ပဲမင်းဘယ်လိုတောင်းမှန်ပါလဲဟမ်မင်းဘယ်နေရာမှာသွားပြီးတော့မင်းတောင်းမှန်ပါလဲပြောလေဘယ်မှာသွားတောင်းမှန်ပါလဲခေလူခုနေအိမ်မှာရောက်နေကောင်မသိဘူးလေငါအခုကြောင်ကြောင်ကြည့်နေနေအိမ်မှာရောက်နေကောင်မသိဘူးလဲတော့ငါ့ကိုပြောဟာ ဟဲ့တို့နေပါဖြစ်လားဘယ်လူမင်း ဟာနေယောက်ျားအောင်ခတ်ကိုမေးနေတာ အောင်ခက်ကောင်ခက်ပေါ်ဟဲ့ဘယ်ဖြစ်အောင် မဖြစ်နိုင်ဒီကောင်အောင်ခတ်မဟုတ်ဘူးအောင်ခတ်အစ်စ်ဟုတ်မဟုတ်ဘူးဟာ ဘာဖြစ်လဲအဲ့လိုဖြစ်လာလဲ ငါအဖေနဲ့ငါအမသိသွားတော့ဒီကောင်မသိဘူးဟာသူတို့သိသွားတော့မပြောနဲ့သူတို့ရဲ့နာမည်ကိုတော့ဒီကောင်သိမှာမဟုတ်ဘူး ဟုတ်ရလားဟဲ့နင်းကလည်းမိနေတာ ဟာခေလူကနေစင်းစလာပြောတယ်မှာဒီကောင်လေးတားဖတဲ့ငါတို့မိသားစုနဲ့ပြင်းပြင်းတဲ့ခါခါတီးတီးပြက်ခဲ့တာဒီကောင်လွန်လွန်လေးနဲ့မိညာဒီကောင်ယူနေလို့လားနေစမ်းပါဒီကောင်အောင်ခတ်အစ်စ်ဟုတ်မဟုတ်ဆိုတာနင်သိရနင်ယောက်ျားအကြောင်းကိုနင်အသိဆုံးဖြစ်ရပါလေနင်ကတိတိနဲ့လက်ခံထား ကျော်ကျော်နေငါ့ကိုဘယ်လိုမိမများအောင်းမိနေလို့လဲငါယောက်ျားမဟုတ်ဘဲနဲ့ငါဘာကိစ္စလက်ခံထားရမှာလဲငါယောက်ျားမလို့ငါလက်ခံထားတာပေါ့ဟဲ့ ခေလူနင်သိကြရလားအေးလေအဲ့နင်အပိုင်းပဲငါတော့ဒီကောင်အောင်ခတ်အစ်စ်ဆိုရင်လေငါစင်းရှင်းအောင်အောင်ခတ်အတုဆိုရင်လေဒီကောင်ငါရံငါစင်းရှင်း ဟဲ့ဖိုးထောင်တို့ဖွက်ခွေးတို့မင်းမြင့်လာပြီဟဲ့သမီးစားမယ်လာကြစားပြီးမှဆက်လုပ်တာပေါ့ကွယ်လာလာလူတို့ခေါ် လာကြလေလာပါပြီကွာအေးပါကြောလာခဲ့ကွာစားကြမယ်ဟာဒီကောင်းလိုက်လားဟာ အပါကျနေရပြေးလိုက်ပါဦးလာလာဖိုးတို့ပတ်ပေးပါဦးလာလာကွာလာကောင်းတယ်ဘုန်းတော်ကဘုန်းတော်က ကျိုးသေးချောက်ချောက်ရိုးနေပါဟဲ့ကိုစားငါပြည့်ချက်လားဟဲ့ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဟုတ်ကဲ့လာကွာလာကွာထိုင်ထိုင်ထိုင်ကားလို့ကွာပြုတ်စားပါပါကျွန်တော်စားပြီခင်ဗျဟင်းရစုံလို့ပါလားစုံလို့ပါကွာဟင်းကတော့မကောင်းဘူးလေအာဟင်းကောင်းမကောင်းကျွန်တော်ကမစားသေးတော့ကျွန်တော်ဝင်စားပါပဲဝင်စားကွာဘယ်ဝကနေစားလို့ပါတယ်ကွာပြေးပါတယ်အားလုံးအဆင်ပြေပါတယ်ဒါရီကလည်းမောင်ခက်ကကျေးဇူးကြောင့်အားလုံးအဆင်ပြေတာပါ ဟုတ်လေကိုရလေကိုဝိုင်းပြန်လို့အားတက်တာဗောကွာကိုပြီးဝိရိယဆက်ရတယ်ကွာ အောင်ကပြောသလိုဒီနှစ်တော့ထမေချောင်းစီမောင်တီးပြီးလူနိုင်ပြီထင်တယ်ဗျို့ လူနိုင်ပြီဗောလူနိုင်ပြီတော့ဗော အဲ့ဒါမလား ဟာဘာလို့လဲ တို့ကလေတကယ်ကျင်းလို့ဗျာတို့ကလေအရင်နေမှာလားဗျာတားတယ်မသားဘူးလက်ပေးစလို့လက်ပေးတတ်နေပြီ ဟာဒါအရန်တော်လားကဲသွားကြည့်ပါ တို့ကလေလာလာ ဟာဒီလေညဘက်ကကိုင်းနေတင်းသိနေဟောနေတဲ့ဆိုင်အောင်အမေကညိုရိုးမျိုးလိုက်တယ်နော်ဟာအမနာကတော့ခေါင်းလုံးလုံးလုံးကျွတ်တော့မှမသိဘူး အော်ဟဲ့အရင်နေစီရဖနာပြေအစ်စ်ကလေးရှိနေတယ်လေဒါလေးကြောင်စီချင် မနာကငါနဲ့ကြက်တယ်ပေးနေ အဲ့တော့နေအရင်တော့စီးရဖက်ပဲလေခြေတော့ကကြီးလာ ဟောခြေတော့ကတော့ပဲကြီးတယ်ဟာခဏတည်းဆိုမစီးတာကြတော့တားမကြတော့ဘူး ငါသမင်းတင်ထားရမယ်နော်ပြီးရင်လည်းဆဲခဲ့ လာအောင်စားရွက် တော့ကြည့်ကြည့်စီ ဒီမှာတခါတော့စားလိုက်
မစားသေးပါဘူးဘုံနဲ့ကောက်ကြော်လေးစားတော့ ဒီများဆိုတာသမင်းလက်ဆောင်ဆောင်ပေးတာ သူလည်းငါနားမှာရှိနေတာပဲစားတာကျော်တော့ဆရာသိမ်းထားတဲ့မြေပြန်ပေးမယ်ဆိုတယ် ဟာတကယ်ပြန်ပြီးမှာပါအဲသူဘက်ကအခုလက်မခံနေတာဟာဘူးတော့လို့ရ သူကညှိုးနေပြီလို့ဖြစ်မှာ။ညသူ့အညှိုးတေးတွေဖြစ်နေ ငါငါဘက်ကပဲသူဒုက္ခပေးရတာများတော့ဒါကြောင့်လည်းညှို့ရတယ် မျက်မိမတွေကိုအများကြီးတတ်လို့တေရောတော့ကျော်လုံးကိုပြိတ်ပြန်သင်္ကန်းမှုနဲ့ဖတ်ချုပ်ပြီးတော့စစ်လာစီလာလုပ်တယ်။ညသူ့ကိုသင်္ကန်းဖြစ်နေလာရင်တော့တော့ထွက်ပါ တော်ရညောင်ညံ့မတုံ့ပြန်တော့ကြောက်ကြောက်ညှိုးလေးထားပြီးလက်တုပ်ပြန်နေကြမှာဆိုရင်အဲ့ရညှိုးတွေတော့မပြီးဆုံးဘူးအဲ့တော့ငါဘက်ကပဲစပြီးတင်မုန်းချလိုက်ပြီ အားလေရော နောက်တော့ဖတ်စီတယ် โอเคဟိုဘောရိုးရိုးဘောတော့ကောင်းတယ်ကွာမပြန်ရဘူးတဲ့အမူးတင်းတော့တက်ရတာပဲကိုယ်နဲ့တာဝေးဝါရှင်မသူလဲ ဟာအောင်ခက်လေနှစ်ယောက်ကြားလေ မဟုတ်ဘူးမဟုတ်ဘူးရှင်အောင်ခဲဖို့ရှင်မသူလဲ ဟာနှစ်ယောက်ကြားအောင်ခက်ဖို့လို့ငါဘာသူဖြစ်ရမှာလို့ဘာဖြစ်လာလဲချက်ချင်းဟမ် ရှင်အောင်ခဲလုံးဝမဟုတ်ရှင်ရှေ့မတိုးနဲ့နော်ရှင်ရှေ့မတိုးနဲ့နော် ဟာအောင်ခက်လေဒီမှာဖြစ်လာလေ မဟုတ်ဘူးရှင်အောင်ခဲလုံးဝမဟုတ်ဘူးအောင်ခဲဘာမှလဲရှင်တတ်မှတ်ပြီလားသိသွားပြီလားဘာမှလဲ မင်းရှင်းမှာရက်နေတာအားလေ မဟုတ်ဘူးရှင်လိမ့်နေတာရှင်လိမ့်နေတာရှင်အောင်ခဲလုံးဝမဟုတ်ဘူးရှင်မတိုးနဲ့နော်ကျွန်မတကယ်တတ်ပြစ်မှာနော်တကယ်ထိုးလိုက်မှာနော်ကျွန်မအိမ်ခန်းထဲထွက်သွား သွားဘူးဒါငါအိမ်ငါအိမ်ကိုငါပြန်ရောက်နေတာငါအိမ်နဲ့ငါမိသားစုဖြစ်ငါဘယ်ကောမှမသွားနိုင်တော့ဘူးငါနေကိုချစ်လို့တွန်းလို့ငါပြန်လာတာနော်အဲ့ကနေရောက်ကြပေါ့တတ်လိုက်ဒီသဘောပဲဒီလက်ထဲဌာနငါ့ကိုထိုးလိုက် ရှင်မတိုးနဲ့နော်ရှင်မတိုးနဲ့နော် ထိုးလိုက်စမ်းပါ ရှင်တို့ယူအောင်မလုပ်ပါနဲ့我在等你们。 ခင်ဗျမလုပ်နဲ့နော်အဲ့မလုပ်နဲ့ခင်ဗျ ရှင်တို့ဒီမှာထိုးထားလိုက်ပါ မတောင်းရတော့ပြောရမှာအဲ့ဒါပြေးစားခင်ဗျဟာခင်ဗျ ဟေးဒါပေမဲ့ဘုရားအတွက်တော့ညီလေးလားညီမလေးလားမသိဘူးလေသာဘောတယောက်တော့ရပြီကွာ ဆရာတကယ်ပြောတာခင်ဗျဟာဝမ်းသာတယ်ဆရာတော်ညီလေးလို့ကျင်လားညီမလေးလို့ကျင် ညီမလေးတို့နေတာမမ အေး ရ ဘယ်ရတယ်တော်ညီမလေးရစေချင်တာကွာအာကိုကြီးနေပြီ ရုပ်လေးသားပါညောင်တော်တော်ပြောနေကြတယ်ပေါ့ အာပြောတာဘောဘဘတားညီမလေးရရဲ့ဘောကပြောချင်မလေးအာမြောင်မြောင်တော့ချတော့ချ အမလေးဒီသားကိုချစ်ပြီးသားချစ်ပြီးသား ချစ်ပြီးသားလေညောင်ကြီးဒီကြတော့အိမ်မောကိစ္စမင်းတို့ဝိုင်းလို့ပေးလာတော့ကြားလား မင်းမိုးညိုမဟုတ်လား ဘယ်ကမုန်းညိုလဲဘာလဲလာပြောနေ မ
ငါတို့အုပ်ဖို့ဒီစိတ်စီးပင်ကောင်းကမိုးညို့နေကွာဟောဘယ်တော့လောက်တာတော့ဘာလို့လဲ ရလူမားနေကျုံးလည်းပဲအောင်ကက် ဟဲ့နင်တနေ့ကောင်လှိမ့်လို့ရရငါတို့လိုက်လှိမ့်လို့ ဟဲ့မင်းရုပ်ခွေးချီသွားမှတ်မိအဲ့လိုငငယ်လေးတွေကတက်ရွာလဲတူနေလားမင်းရုပ်ကိုမမှတ်မိကြအကြောင်းမရှိဘူး ဒါနဲ့နေပါမင်းကနာမည်တွေပါပြောင်းပြီးတော့ဒီရွာမှာဘာအကြံစီးနဲ့လာစမ်းမြုပ် မင်းတို့ဘာသာပိတ်ကြစမ်းမင်းတို့ပြောတယ်မူးကြီးသိရှင်းတယ်နော်ငါနာမည်အောင်ကက်ဒီရွာဟာလေပန်းရှင်ဥပခက်တဲ့တာအောင်ကက်တဲ့ကျုပ်ဟောမင်းတို့ဒီရွာမှာမိုးညိုတော့လာရှာ မိုးညိုတော့ထောက်ရမှာဟာဒီရွာတော့ဟဲ့ငါတို့ထွက်သွားပါမင်းမိုးညိုကတော့ဘာမှမယူမဆိုင်ဘူးဒီရွာငါတို့အလုံးလာစားတာကွာမင်းအိုးမလုံးလို့အုံပွင့်မယ်မင်းမဆောက်ပွင့်ထားလို့ပြောကိုလေဘာလဲနာဘာပြောလဲယူနေပြကောအဲ့ကောလေဟာညဒီကိစ္စမင်းတို့မဆိုင်ဒီရွာတော့ဒီရွာကိုမင်းတို့နောက်ချင်းတဲ့မလားဒီရွာမှာမင်းတို့အလုံးမရှိဘူးကြားလားသွားတော့ပြေကောင်းတော့ထိုးရလိုက်ဟောကောလေ你啊，我讲အောင်ခက်စစ်လက်ခံကြည့်လိုက် ထောင်ထဲမှာနောင်ရရရပြီးပြောင်းလဲသွားလို့နင်ချင်လွဲနေတာပါကြော်လို့ရေပြီးတော့နင့်ကိုလည်းသူတောင်းပါလိမ့်မယ်ဆို တောင်းမှန်တာတောင်းမှန်တယ်ငါစိတ်ငါဂီယူလည်းမဆိုင်ငါစိတ်ဝင်စားတာဒီကောင်အောင်ခက်အစ်စ်ဟုတ်မဟုတ်ဆိုတာပဲနင်လိုတော့မျက်စိမိတ်ပြီးတော့ငါတော့မယုံနိုင်ဘူးဟာဒီကောင်အောင်ခက်အစ်စ်ဟုတ်မဟုတ်ငါမရရအောင်စုံစမ်းအောင်ဟဲ့လေခဏကိုဖုန်းနေမလား ဟုတ်ပါတယ်ဒါနဲ့နောင်ကြီးကဒီရွာမဟုတ်ဘူး ဟုတ်တယ်ဗျကျုပ်ထိန်ကုန်းကလား ထိန်ကုန်းဆိုတာဂျိုးကြကကထိန်ကုန်းနဲ့ပြီး ဟုတ်တယ် ဒါဆိုနောင်ကြီးကတော်တော်ဝိုးရလာခဲ့ရတာဒါနဲ့ဗာလိမ့်စား ခဏတော့ကျုံမေးစရာလေးတစ်ခုရှိတယ် မေးပါ ဒီရွာကမိုးညိုဆိုတဲ့လူခဏသိတယ် ရင်းကြီး
သိသိတာဗောဗျာကျုပ်ကောင်းကောင်းသိတယ် ကောင်းခက်ဒီနေ့ဖိုးသားလေးကိုရှင်းပြဝေးမယ်လို့ဆို ဟုတ်တယ်ဗျာဒါပေမဲ့ခင်တို့ကမပေါ့မပါကြီးနဲ့ဆိုတော့သူ့မျက်နှာမြင်ပြီးတပေါင်းတစ်ခုလာကြမှာပဲလုံလာလို့စဉ်းစားနေ ဦးလေးနဲ့ဒီနေ့ထက်မှာစကားနဲ့ပဲတော်တော်ရရတာကွာအဲ့တော့အိမ်ကချက်ပေါင်းလူကြီးကိုနှစ်ယောက်ကိုလေဒီဘူးလာမှာရှင်းပြဝေးမယ်လို့စီစဉ်ထားတယ်ကွာ ခင်ဗျားနဲ့တိုက်ဆိုင်လိုက်တာဗျာဟိုကျုံနဲ့သားရေးလဲလေဒီမနက်ပဲတိုက်မိနေကြတာအဲ့ရကလေးတွေလည်းတကူလောက်မှရှင်ပြုတ်ပေးမလားလို့ဗျာ ကောင်းတာဗောဗျာကောင်းတာဗော အဲ့ဒါကျွန်တော်လုပ်ပါလားဗျာကျွန်တော်တို့ရွာရဲ့အားလုံးစုပြီးတော့ရဟန်းကရှင်ပြီးလုပ်ရကောင်းတယ်ဟိုရွာထဲမှာရှိတဲ့ရှင်မပြုတ်နိုင်တဲ့ကလေးတွေအကုန်လုံးကျွန်တော်ပဲရှင်တကာလုပ်ပြီးတော့ရှင်ပြုတ်ပေးတယ်တော်ပဲဗျာတော်ဗျာအားလည်းရှင်းလို့ရှင်းလို့ဗျာပူတော်ကောင်းပြီ အဲ့ဒါဆိုကျုပ်သားလေးလည်းရှင်မပြုတ်ရသေးဘူးရှင်ထပ်ပြုတ်ပေးပါတော့ ကျွန်တော်လည်းရဟန်းဝတ်မယ်နော် 哎呀，我牛！我刚刚来着，没摸牛，没俺看什么不知道标呢。呢個唔知啊，哇！有冇聽下教標呢？哎呀，我聽下我標呢，我地下我標。沒俺看什麼好不知道，不他媽種地下Jackie啩。誒，Jackie 三咩聽日老呢嘛，你覺得是太俾我追嚟。Jackie 又沒得啦。Jackie 又唔得，你乜得咯？唔得。沒俺看什麼好不知道，地裏的不多麼說，你得個ဝင်嚟吧。ငါလည်းမင်းเจ้าတွေကိုသိနေတာမင်းကတော့တတ်ချင်မင်းမတတ်ငါအရှင်တတ်呀，站住！哎呀，别扯我了呀！哎呦我，哎呦，哎呀！站住！你不要抓马梅！站住！不要抓马梅！不站住！不要抓马梅！还是你干的？ ဘာဖြစ်တာ။ဖောင်းလိုက်ရတာလေ။ဘာဖြစ်လို့ပြော မင်းကလေစားတော့ညီမလေးပြောင်းမွေးပြီးသွားပြီဗျာ ။ဟာဟုတ်လား။အခုလား။တော့တော့တော့那咱叫你到对面的。对对对。啊，错了。啊错了。今天你别打。哎。我给你过来。给你，怎么样？ ဟဲ့ယောက်ျားလေးမိနေကားနဲ့မွေရဘူးလေ ဟာမင်းလည်းဗျကျွန်တော်သမီးလေးကျွန်တော်ကြည့်ချင်လာပြီဗျ ကြည့်ချင်လို့ရှိရင်လေအကြီးချီပြီးခေါ်လာခဲ့ပါမယ်အပြင်မှာစောင့်နေ ဟုတ်ကဲ့ တွေ့နေရမှာကြည့်ချင်တယ်ညလာတော့ဘွားချီသွားမယ်ဘွားချီသွားမယ် ဟာတလုံးတခဲပါလားသမီးလေးကမင်းရဲ့ဆရာနော်ဟာဒီအဲ့ဒါ အေးဝိုင်း အမေခင်းရော ဟောနေကောင်းတယ်ဟာအေးမလို့ မာကြည့်ပါဦးသမီးကျွန်တော်တူတယ်နော်ဘာတူလားဟောလာဟဲ့ဘောပါလို့ပြောတာ ဆက်ပါဦးသုံးဆောင်ကြနော်ဟုတ်ကဲ့အားမနာနဲ့အဲ့ဒီကလေးပြပါဦးကလေးပြပါဦးနဲ့ ဒီလေးကကြည့်တယ်နော်စားနော်ဟုတ်ကဲ့ပါစားအားလုံးသေးလိုက်ငါအားလုံးစုပြီပါလိုက်ဘောင်းပါတယ်ပါ Okay. 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 Okay.
ပါလားနောက်ကြလိုက်တာတတိမင်းရဲ့ အစီပေါ်ကြောက်ပါရှင် ကြောက်ပါခင်ဗျာ အိမ်မော်တက်လာလို့မဖြစ်တော့ဘူးမင်းမဲဆင်းလာခဲ့ ဘာဖြစ်လို့လဲတတိ ခင်ဗျားကိုထားသမီးတိုက်နေရောင်ကန်ရောကကြောက်ခဲကိုတက်မှုနဲ့ကျောက်တို့လာဖမ်းလာသူကလူတက်တဲ့ခါဆိုတော့အရေးကြီးတယ်မျိုးကခတ်တဲ့ကိုဒီနေ့ချက်ချင်းပို့မှဖြစ် ဟုတ်ကဲ့ကျွန်တော်စီစဉ်ပေးပါမယ် ကြီးမင်းကျမအောင်ခက်နဲ့ခဏစကားပြောပြရစီ သူကဒီခိုင်ရဲ့အမျိုးသမီးလား ဟုတ်ပါတယ် ပြောပါ9မိနစ်လောက်တော့ပြောလို့ရတယ်ပြီးရင်ချက်ချင်းသူ့ကိုမြို့ကတ်တဲ့ကိုကျုပ်တို့ခေါ်သွားတော့မှာ โอเคနင်းနဲ့ငါနဲ့လင်မယားနော်လင်မယားဆိုတာဘလို့အခက်ခဲပဲတွေ့အေးတူကူများနဲ့အတူတူရင်ဆိုင်ဖြေရှင်းရမှာနင်ဘလို့ဒုက္ခတွေပဲရောက်နင့်အနားမှာငါအမြဲတမ်းရှိမှအောင်ခဲ့ငါမေးတော်နဲ့မှတ်မှတ်ဖြေပါနင့်အဖြေဘလို့ပဲဖြေဘလို့အဖြေပဲထွက်နင်နဲ့အတူတူငါရင်ဆိုင်မယ်အောင်ခဲ့ဒီကိစ္စခဲ့လိုက် အလုံးဝမတော့အဲ့လိုတီးလည်းမသိဘူးထင်ပါတာပဲဖြစ် အေးအဲ့ဒါဆိုရင်အမှန်တရားအတွက်ငါတို့မြောက်အတူတူရင်ဆိုင်မယ်အောင်ခဲ့ဟုတ်ကဲ့ညဘာမှစိတ်မပူနဲ့ကြားလားငါတို့အကောင်းဆုံးဒီအမှုကတော့အမှန်တရားကိုအတတ်နိုင်ဆုံးပေါ့အောင်ငါတို့စူးစမ်းမယ်သိလားအောင်ခဲ့ တော့ဒီကတော့နော်ဒီကျမရဲ့ပြီးဆက်မယ်သမီးလို့လည်းပြီးဆက်တော့ဟာ အေးပါငါတို့တော့ဘာမှပူမနေနဲ့သားထွက်လည်းမပူနဲ့သမီးထွက်လည်းမပူနဲ့နေရုံထုတ်တဲ့နေ့ငါတို့မြို့ရောက်လာမယ်ဘာမှအားမရနဲ့နော်ကြားရမလားငါအမေမုံလာပုံလို့ကြားလား အေးပါအေးကျမပြီးဆက်မယ်ဒီကျမရဲ့ပြီးဆက်တယ်ဟုတ်ကဲ့ဘာမှဘာလို့ရှိတယ်ဘာလို့လက်ခဲ့ပါ သားရဲ့ဒီဝန်နဲ့သားရဲ့ဘယ်လိုလဲဟုတ်တယ်ဒီကသူတော်ကောင်းပါကွာမင်းတနေ့လွတ်မှာပါကွာသူတော်ကောင်းနှကောင်းပါလေဆိုတာလွတ်ပါနော် ဟေးကွာတော့တရားရုံးထိလိုက်ခဲ့မှာပဲကွာ မင်းကျေးဇူးတွေကတော့မကင်းပါဘူးကွာ မကင်းပါဘူးကွာ တော့ဘုလို့ချောင်းလိုက်တာမင်းကြောင့်အများကြီးပါပါ ဒါမှစစ်မဘူးနဲ့ကြားလားအဲ့တော့တရားရုံးထိကိုလိုက်ခဲ့မှာကွာကြား ငါတို့လာခဲ့လိုက်မယ်နော်ဘာမှမပူနဲ့သိလား အောင်ခဲကိုဘာဖြစ်လို့ပလိတ်ကဖမ်းသွားလဲ ရာဇဝတ်မှုကြီးအမှတ်223ရင်းဆောင်39မောင်အောင်ခက်နဲ့ဂျောဘရင်မင်းများအမှုကြားနာရန်လျှောက်ထားအပ်ပါလေ တရားလူချင်းပင်ခိုင်ကျွန်တော်များတင်ပြထားသောတေလိုပြတက်တည်များကိုရုံးတော်မှစစ်ဆေးဖို့ရန်ခွင့်ပြုပေးပါခင်ဗျာ တရားတော်ပြတတ်တဲ့အမှတ်1မောင်ပါအောင်စစ်ဆေးခံရန်ရုံးတော်ရှိကိုလာပါအဲ့ဆိုဒီမှုတွေမမှန်ကန်ကန်ထွက်ဆိုပါမည် မှန်မှန်ကန်ကန်ထွက်ဆိုပါ မမှန်မကန်ထွက်ဆိုပါက မှန်မှန်ကန်ထွက်ဆိုပါ ကျန်းစုပါက ကျန်စုပါ ဒီအခန်းနဲ့သေဆုံးသူကြောက်ခဲလို့ဘာတွေဖြစ်ခဲ့လဲဆိုတာအများမြင်ခဲ့တဲ့အတိုင်းရုံးတော်မှာဖြစ်စ ကျွန်တော်တို့နဲ့အောင်ခက်နဲ့ဖဲရိုက်နေကြတဲ့အချိန်ကြောက်ခဲရောက်လာသူ့ကိုတက်တဲ့ရန်ညိုးကြောင်ဆိုပြီးတော့အောင်ခက်ကိုဓာတ်နဲ့ဝင်ထိုးပါအဲဓာတ်နဲ့ထိုးခံရတဲ့ဒဏ်ရာကြောင့်ပဲအောင်ခက်ကပြင်းပြင်းထွက်ပါကြောက်ခဲလဲထွက်လိုက်ပါ အေးပြမဘာလို့စက်ပြကြလဲမသိ ဟုတ်ကဲ့ပြီလားကျွန်တော်တို့လည်းထောက်ကနေပြီးတော့ပြေးလိုက်ပါအင်းပြင်ကိုရောက်တော့အောင်ခက်ရဲ့လက်ထက်မှာတနက်လက်ကန်ထားပြပါအဲကြောက်ခဲကိုတနက်နဲ့မပြစ်ဖို့ကျွန်တော်တို့ရောကြောက်ခဲရောဝိုင်းပြီးတော့ပြောကြပါတယ်ဒါပေမဲ့အဲ့ချိန်မှာအောင်ခက်ကကြောက်ခဲကိုတနက်နဲ့ပြစ်ထွက်ပြေးသွားတယ် များပြောတယ်အောင်ခက်ဟာ
ရုံးတော်မှာရှိဟုတ်ကဲ့ရှိပါ ဘယ်သူပါ သူပါပဲခင်ဗျာ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အခင်းဖြစ်တဲ့နေရာမှာခမည်းမြင်ခဲ့တဲ့အတိုင်းရုံးတော်မှာမှန်မှန်ကန်ကန်ထွက်ဆို ဟုတ်ကဲ့ကျွန်တော်အဲ့နေကလမ်းမှာမတက်ရက်နေဘူးအိမ်နဲ့လူကြော်ပြီးတော့ပြီးတော့သူ့နောက်ကဒီမြောင်ကိုင်းပြီးပြေးထွက်လာတယ်အရင်ထွက်လာတဲ့လူကနောက်ကဒီမြောင်နဲ့လိုက်တာလူတနက်နဲ့ထိုးတယ် တနက်နဲ့ထိုးချိန်တဲ့လူကိုခမည်းမြင်မှတ်မိပါ အဲ့ဒီတော့အဲ့လူရဲ့မျက်နှာမှာမော်လေးကြတယ်ကျွန်တော်မမှတ်မိဘူးဒါပေမဲ့ဓာတ်ကင်ရတဲ့လူကဟောသူ့နောက်ကလူတွေကပါအောင်ခက်မဖြစ်နဲ့လူဘိုင်းပေါ်တဲ့တိုင် အောင်ခက်မပြည့်နဲ့လို့ပြောတာဟုတ်တယ်နော်သူတို့ခေါ်တဲ့နာမည်ကအောင်ခက်ဆိုတာသိကြတယ်နော် သိတာ ဟုတ်ပြီနောက်ဘာလေးဆက်ဖြစ်ကြတယ်ပြော အဲတနက်ကင်ရလူကတနက်နဲ့ပြစ်လိုက်တာ ဘသူ့ကိုပြစ် ဓာတ်ကင် ဟုတ်ပါကျေးဇူးတင် အဲကြောက်ခဲကိုတနက်နဲ့မပြစ်ဖို့ကျွန်တော်တို့ရောကြောက်ခဲရောဝိုင်းပြီးတော့ပြောကြပါဒါပေမဲ့အဲ့ချိန်မှာအောင်ခက်ကကြောက်ခဲကိုတနက်နဲ့ပြစ်ပြီးတော့ထွက်ပြေးသွားပါတယ်ဓာတ်ကင်လာတဲ့လူကဟောသူ့နောက်ကလူတွေကပါအောင်ခက်မပြစ်နဲ့လို့ဝိုင်းអော်ရတာကြောက် ဒီစဉ်းစားနေတာလဲဆို ဘာဖြစ်လို့လိုက်လာလဲသူ ဒီအခက်အခဲကိုဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာမဆောင်ချင်ဘူး အောင်ခက်သေးတာချခံမှာလူမန်းသားနေမလား ဒီတော့ထင်သေးလိုက်တာငါစိတ်တက်တိတ်လာအောင်တက်ကြသူကငါရန်သူဆိုရင်ခုဒီတော့ငါရဲ့ကျေးဇူးရှင်ဖြစ်တယ်အဲ့တော့အားလုံးတင်မိုးချလိုက်ဒီကပြောမဲ့စကားအဲ့ဒီနေရာစัจတယ်အောင်ခက်ဒီအမှုကနေလွတ်နိုင်မယ်ဒီလမ်းငါမှရှိတယ် ဟာခင်ဗျဘာပြောလိုက် နင်ဘယ်သူလဲဆိုတာကိုဖွင့်ပြောလိုက်ရင်ဒီမှုကလွတ်မှာဟာ လဲစကားရပါရင်ငါဘာသူလို့ပြောရမှာ ဒီချိန်ရောက်မှတော့ဟဲ့ပွင့်ပွင့်လင်းလင်းပြောသင့်ပါပြီ ငါဘာဘုံဝင်ပြောရမှာလဲဘာလို့သိချင်လဲ နင်ဘယ်သူလဲ ငါဘာလို့လဲဆိုတာသိချင် သိချင်တာပေါ့ ငါဘာကပါလဲနေကိုသိချင်တယ်နေအောင်ဆက်အောင်ကပါ အောင်ခက်ကလူသက်တရခံဟဲ့နင်သာအောင်ခက်ဆိုရင်ကျိုးမိတ်ကြမှာသိကြတယ်နင်သိမှာမကြောက်ဘူးလား ကြောက်ပါဘူးဟာသေတာပဲစားတာလူလိုက်သိကြပါ ဘာဖြစ်လို့ဒီလောက်ခေါင်းမာနေရတာလဲနင်လွတ်နိုင်မဲ့နီးလန်းရှိတယ်လေအလကားဘာဖြစ်လို့အသေးခံချင်ရတာလဲဟမ်သေမှာတဲ့ဘာမှအရေးကြီးတာရှိလို့လဲဟဲ့ ဂုံသိက္ခာတတ်တဲ့ရေးကြည့်တာဂုံသိက္ခာပေါ့ခင်သေရဲဆိုတော့တတ်မှတစ်ခါပဲသေရတာဂုံသိက္ခာရှိလူလေးစားခံဘဝမျိုးနဲ့မှငါသိချင်တယ်ခင်ရွာသူရွာသားတွေရဲ့ချစ်ခင်လေးစားတယ်သူတို့ရဲ့ကျေးဇူးရှင်ဖြစ်တာငါချင်တတ်တယ်ခင်ကျေးဇူးငါတော့အောင်ခတ်မဟုတ်တော့ဘူးဆိုရှင်အဖေဘက်ကမျိုးတွေဟာငွေကိစ္စနဲ့ပတ်သက်ပြီးတို့သားမိထင်တယ်ချေကြတော့ပါပြီးတော့ရာသူရာသားတွေအကုန်လုံးငါကိုယ်နဲ့လက်မှတ်ထိုးပြီးပေးထားတဲ့လေတွေအကုန်လုံးသူပြန်သိမ်းကြမှာအဲ့ဒီအဖြစ်မျိုးငါလုံးဝအဖြစ်မခံနိုင်ခင်လို့ ဒါပေမဲ့ငါညို့မသေးစေချင်ဘူးလေဟဲ့ငါညို့ဘာလုပ်ပေးရမှမသိတော့ပါဘူး
ငါဘာလို့မရမှာမသိပါဘူးပဲအမေကျော်တော့ဒီအောင်ခက်ကိုမသိစေချင်ဘူးဆိုတာတကယ်လား ငါစကားနဲ့ပြောနင်းယုံမှာမဟုတ်ဘူး အဲ့ဒါဆိုရင်နင်ပြောတဲ့အောင်ခက်လွတ်နိုင်နေဆိုရင်လူရပါလေ တက်တည်ပေါ့သူ့ကိုဒီအမှုကလောက်အောင်ပြောပေးနိုင်မယ်တက်တည်ရှိတယ်ဟာ ဒီကတရားခံပြတက်တည်ဖြစ်နေအစ်စ်ခံမယ်ကိုဖိုးနေဟုတ်ပါဗျာဟုတ်ပြီကိုဖိုးနေရဲ့နေရဒေတာလိပ်စာလေးကိုဟုတ်ဖို့ဒီစိတ်ဇီးပင်ကုန်းပြောဟုတ်ပြီဗျာဒါဆိုရင်ဒီတရားခွန်မှာရှိနေတဲ့တရားခံကိုကိုဖိုးနေသိပါလားဟုတ်ကဲ့သိပါတယ်သူ့နာမည်ကဘယ်လိုလဲဗျာမိုးညိုပါဗျာဗျာမိုးညိုဟုတ်ကဲ့အောင်ကမဟုတ်ဘူးလားအောင်ကမဟုတ်မိုးညိုပါဒါဆိုရင်မိုးညိုဆိုတဲ့လူအကြောင်းကိုကိုဖိုးနေဘယ်လောက်သူနဲ့ကျွန်တော်တို့ကငငယ်လေးတွေကတက်ကြွတဲ့အကြီးကြီးခဲ့တာဟုတ်ပြီဗျာအဲ့ဒါဆိုသူကြောင်းသိတော်လေးကိုကိုဖိုးနေပြောပြပြီ သူကငငယ်တုန်းကညံနေလည်းများတယ်ပြောလည်းကောင်းတယ်ဟုတ်ပြီဒါပေမဲ့သူ့အမေကြီးလို့သူတော်တော်ရှစ်ကြတယ်သူ့အမေကြီးကကျမ်းမာကြီးမကောင်းဘူး ဒီကောင်းနေဟိုဖိုးနေလို့နဲ့မိုးညိုနဲ့ဘယ်ချင်းတော့ကနေပြပွဲပေါ်သွားတယ်ယူကနေဘယ်ချင်းတော့ကပြုတ်သွားတယ်အဲ့ဒါကြီးသိတယ် သူ့အမေကြီးကျမ်းမာကြီးမကောင်းလို့စေကူတော့မဆန့်ဘူးတရွာတုန်းကရွာထိပ်မှာစောက်ဖို့ဆိုဇေယျလေးအတွက်ဆူထားတယ်ပတ်စံယူပြီးတော့သူ့အမေကြီးကခေါ်ရွာနေပြောက်သွားဟုတ်ပြီနောက်တော့ဒီနေ့ရွာတွေမှာလည်းသူငွေလေးလိမ့်နဲ့ပစ္စည်းတွေလိမ့်နေလို့အတန်ကြားရပါတယ်နောက်တော့ဗျာ နောက်တော့သူ့အမေကြီးဆုံးသွားပြီးတော့သူလည်းအဲ့အမှုတွေနဲ့ထောင်ကြသွားတယ်လို့သတင်းကြားရပါတယ် ဘုန်းကြီးပြောတဲ့အတိုင်းဆိုရင်တော့ကိုအောင်ခက်ခါကြတော့မိုးညိုဖြစ်အဲ့ဒါသိကြပါသိကြပါတယ်ဗျာကျေးဇူးတရားသူကြီးဗျာကျွန်တော်မြင်ရတော့ကျွန်တော်တို့တရားခံလို့တရားစွဲထားတဲ့အောင်ခက်ဟာဒီကအစ်စ်မဟုတ်ဘူးလို့ကျွန်တော်တန်မြတ်ဝင်ပြပါလေအဲ့တွေကျွန်တော်တို့ဒီမှုကလည်းပဲမှားယွင်းပြီးတော့တရားစွဲဆိုပြီးခုရည်လေးကျွန်တော်နေနဲ့ထင်မြင်ထားမိပါတယ်ဒီကျွဲတရားသူကြီးနေတဲ့တင့်တော်တဲ့စီရင်ချက်တစ်ခုထပ်မှတ်ပေးပါရန်ကျွန်တော်လေးစားစွာမှန်ကြောက်တရားခံရတတ်တဲ့အမှတ်နဲ့မခင်ဘူးတတ်သေးထွက်ဆိုရင်ရုံးတော်ရှိလို့လာပါတရားခံရတတ်တဲ့ပစ္စည်းကလည်းဘာလို့မခင်လို့ဗျာကိုအောင်ခက်ခဲ့စနီးဟုတ်ပါဒါဆိုရင်ဒီရုံးမှာရှောက်ရှိနေတဲ့ပြည်သက်များထဲမှာမခင်တို့ရဲ့ခင်ပွန်းကိုအောင်ခက်ပါပါပါတယ်ဆိုရင်လည်းပဲဒါကတော့ကျွန်မခင်ပွန်းကိုအောင်ခက်ပါလို့မခင်တို့လည်းယူထိုးပြီးတော့ပြနိုင်ပါလားမပြနိုင်ပါဘူးရှင်ခင်ဗျာဘာဖြစ်လို့ကျမခင်မကိုအောင်ခက်ကဒီရုံးတော်ထဲမှာမရှိနေလို့ဘာကြောင့်လဲဗျာညနေမယ်ခင်ဗျာဒါရုံးတော်ကိုလီဆယ်ပြီးထွက်ဆိုတဲ့ထွက်ဆိုချက်တာဖြစ်ပါတယ်ကျွန်တော်ကန့်ကွက်ပါတယ်ကျွန်တော်ပဲရှင်းနေကိုကျွန်တော်တခုတော့ပြောပြစီပါခင်ဗျကိုဆက်ပြီးတော့စစ်ပါလားဗျာဟုတ်ကဲ့ထိုင်ပါခင်ဗျဒီဘာရှောက်လို့တာလဲဒီအဲ့လိုမလုပ်ပါနဲ့ဟာအဲ့လိုမပြောပါနဲ့ဟုတ်ကဲ့ထိုင်ပါမထိုင်လို့ရှိရင်ရုံးတော်အာဏာပူဇော်မှုနဲ့ထပ်အရေးခံရပါလိမ့်မယ်။ရသည်ပဲခင်ဗျာ။ကျွန်တော်ကန့်ကွက်ပါတယ်။ဒါအဓိပ္ပာယ်မရှိပါဘူးခင်ဗျာ။လုံးဝအဓိပ္ပာယ်မရှိပါဘူး။တရားလုံးဖြစ်နေကျေးဇူးပြုပြီးထိုင်ပါ။ဆက်မခင်ခင်ဗျာ
သူဟာမခင်ခင်ပွန်းကိုယ်ခက်မဟုတ်ဘူးဆိုတော့ဘယ်ချင်းကစားတယ် မလောင်နေတဲ့တစ်နှစ်လောက်ကစားတယ် ဘယ်လိုဖြစ် ဒီမှာကျမခင်မောပေါ်ခနဲ့မတူတဲ့အချက်လေးတွေရှိတယ် အဲ့ဒီချက်လေးတွေပြောပြမယ် ပထမဆုံးတစ်ချက်အနေနဲ့ကိုအောင်ခဲရွာထွက်သွားပြီး6နှစ်လောက်ကြာပြန်လာတဲ့အခါမှာသူ့ခွေကသူ့ကိုမသိပါဘူးရှင် ခွေးရမမှတ်မိဘူးဟုတ်လားဒီစကားတော့စတန်တာပဲခွေးရဘယ်လိုမမှတ်မိတာခွေးရမမှတ်မိတာနဲ့ပဲအဲ့ဒီလူကခဏယောက်ျားကိုအောင်ကံဟုတ် ခွေးဆိုတာဘယ်နေရာပဲအချိန်မှာပဲဖြစ်ဖြစ်သူ့တခင်နဲ့သူ့တခင်ရဲ့အနံ့ကိုဘာမှမသိပါဘူးပြီးတော့သူ့ခွေးနဲ့သူနဲ့သိရှင်းနေပါရှင်နောက်တဲ့အခါမှာခွေးကသူ့ကိုစိမ့်တယောက်လို့ပဲနားကိုကပ်ခံနေတဲ့အချိန်လုံးထိုးဟောင်းနေပါတယ် နောက်ဆိုခင်ဗျားလည်းချက်ချင်းမမှတ်မိဘူး ဟုတ်ကဲ့ပါမမ ခွေးရတော့မှတ်မိပြီသူကမမှတ်မိဘူးဒီလိုလား ဒါဆိုရွေးခင်ဗျာမြေပုံကျွန်တော်ကောက်ပါရုံးမရှိနေတဲ့ကိုအောင်ခက်ကိုအပြင်ခေါ်သွားပြီးတော့ကိုအောင်ခက်နဲ့ချွတ်ဆွတ်တဲ့လူရောက်လာပြရင်အတူစစ်ခွဲကြဖို့ခက်မှာအမှန်ပါပဲရှင်းနေပြီများရှင်းနေကြီးဆိုရင်ကောမှတ်မိပါမလားဗျာ ဒီအခန်းကြီးပြင်ပြတဲ့ကံပတ်လောက်လုံးတော့လက်ခံပါတယ်ဥစွာပထမသူဟာဒီအခန်းအစ်စ်ဟုတ်မဟုတ်စစ်စေးအတီးပြုဖို့လိုပါတယ်ခိုင်ပါဒီအခန်းရှိနေဆက်ပြီးပါ ကျေးဇူးတင်ပါတယ်မခင်လူစောစောကပြောတဲ့စာလေးဆက်ပြောပါဦး နောက်တစ်ချက်ကသူစီးနေကြဖနက်ကသူနဲ့မတော်ပါဘူးရှင်ခြေထောက်ကကြီးနေပါ ဖနက်ကသေးပြီးတော့ခြေတော့ကကြီးနေဆိုတဲ့သဘောပေါ့ ဟုတ်ပါတယ်ရှင် ဟာစိတ်ဝင်စားစရာပါလားဗျာဆက်ပြောအောင်ဆက်ပြောပါ ဟိုနောက်တစ်ချက်ကလည်းသူရွာမှာရံဖြစ်တုန်းကသူ့ပခုံးမှာဒဏ်ရာရှိပါတယ် ဟုတ်ကဲ့ အခုအဲ့ဒီဒဏ်ရာလုံးဝမရှိတော့ပါဘူးရှင် ခင်ဘာလျှောက်ပြောတာလဲ ဟုတ်ကဲ့ခိုင်ပါ မခင်လူစောစောကပြောလဲစာလေးဆက်ပြောပါဦး ဟုတ်ကဲ့နောက်ပြီးသူ့ရဲ့အမူအကျင့်တွေဟာအရင်နဲ့လုံးဝမတူတော့ပါဘူးအရင်လိုခက်တန်ကြမ်းတမ်းလာတယ်အဲ့လိုအနေထားမျိုးတွေမရှိတော့ပါဘူးရှင်လူတစ်ဖက်သားကိုစာနာညာတာတတ်တယ်တနာကျင်တာတတ်တဲ့စိတ်မျိုးတွေတွေ့ရပါတယ်အရင်ကအဲ့လိုမျိုးတွေမရှိပါဘူး မခင်လူပြောဝင်ရဆိုရင်ရင်တော့ကိုအောင်ခက်မဟုတ်ပဲနဲ့အခုကောင်းတဲ့ကိုအောင်ခက်ဖြစ်နေပြီဆိုတဲ့သဘောပေါ့နော် ဟုတ်ကဲ့လုံးဝမတူပါဘူးရှင် ရသရင်ခင်ဗျာရေခံများသက်တည်မခင်လူကျွန်တော်ဘက်ကမေးမြန်းစရာလောက်ပဲတော့ပါပြီတရားသူကြီးကျွန်တော်စကားနဲ့ပြောလို့ ဒီအခန်းကရုံးတော်မှာစကားပြောခွင့်မရှိပါဘူးရှင်းနေရတစ်စက်လားခုချိန်မရှိပါဘူး နောက်တော့ကျွန်တော်မှရှင်းနေမရှိတော့ဘူးဆိုရင်ကျွန်တော်အမှုအတွက်ကျွန်တော်ရှောက်လဲခွင့်ရှိပါ အခုရှင်းနေရဘာဖြစ်လို့လဲမင်းရဲ့တရားခံရှင်းနေဖြစ်ကရုပ်သိမ်းကြတော့လား အခုကျွန်တော်ရှင်းနေရကျွန်တော်အောင်ခန့်မဟုတ်ဘူးဆိုတော့တက်သေးပြဖို့အတွက်ကြိုးစားနေဒါကိုကျွန်တော်လုံးဝလက်မခံကျွန်တော်ရှင်းနေရမှားခဲ့တာကျွန်တော်အောင်ခန့်အမှုတိုက်ဖို့အတွက်ကျွန်တော်အားခဲ့တယ်ကျွန်တော်အောင်ခန့်မဟုတ်ကြောင်းကိုရုံးတော်မှာရှောက်လဲတင်ပြနေမယ်ဆိုသူကိုယ်တိုင်လဲအောင်ခန့်ရှင်းနေမဟုတ်တော့ဘူးအဲ့တော့ကျွန်တော်ရဲ့အမှုအတွက်ကျွန်တော်ကိုယ်တိုင်ရှောက်လဲတင်ပြဖို့ပြုပါလို့တောင်းဆိုချင်ပါတယ် ကောင်းပြီလေမင်းကိုယ်တိုင်ကတရားခံအောင်ခက်ဖြစ်တဲ့အကြောင်းတက်တည်ပြခြင်းနဲ့ဆိုရင်တော့ရုံးတော်ကခွင့်ပြုပါတယ် ဟုတ်ကဲ့ပါဗျာရှင်းနေပြီလေကျွန်တော် ဟေးကိုခဲ့မဟုတ်ဘူးလေဗျာဒီလိုလုပ်လို့မရဘူးလေဗျာခင်ဗျာလေ မရောက်ကျွန်တော်စီစီတူတူ ခင်ဗျားအကျုပ်ကိုအောင်ခန့်မဟုတ်ပဲခင်ဗျားတို့ရွာသားမိုးညိုလို့ဆိုအဲ့လိုဆွဆွဲရောက်လာခင်ဗျားဘက်ကသက်တည်ထိုးတာပါရှိဒါမှမဟုတ်ကျုပ်မှာကြားတဲ့အမှန်သားပါရှိအဲ့လိုတော့မရှိဘူးလေကွာဒါပေမဲ့
ရွာမှာမင်းကိုမှတ်မိရင်ငါတို့တငယ်ချင်းတွေရောရှိသေးတယ်ကွာအဲ့လိုပြောကြည့်တာဆိုရင်ကျုပ်ကိုအောင်ခက်လို့လက်ခံပေးတယ်သိတတ်တယ်အားရှိကျုပ်ကိုအောင်ခက်လို့သိထားတာကျုပ်တို့ရောတရားလို့ရုံးတော့မှရောက်ရှိနေကြတယ်ကျွန်တော်ရဲ့ရောသူရသားပေါင်းကျွန်တော်ကိုအောင်ခတ်လို့လက်ခံယုံကြည်ပေးတဲ့သူများမနှစ်ယောက်မျက်ရှိပါမယ်အကယ်၍ရှိခဲ့တဲ့ဆိုရင်ကျေးဇူးပြုပြီးမတ်တက်ရပြီပါကောင်းပြီဒါဆိုရင်နောက်ထပ်မင်းစီမှာအောင်ခက်ဖြစ်တဲ့ဆိုတဲ့အကြောင်းတက်တဲ့ပြဖို့ရှိသေးတယ်ဟုတ်ကဲ့ကျွန်တော်အောင်ခက်ဖြစ်ကြောင်းတက်တယ်ညာဒီလိုပုံအောင်ခက်မဟုတ်ယုံကြည်နေဟုတ်တယ်နေရအောင်ခက်မဟုတ်ဘူးဒါဆိုရင်ငါအောင်ခက်ဖြစ်တဲ့နေအိမ်ဆက်ရတော့ဒီအောင်ခက်မဟုတ်မှသိရင်ငါ့ကိုဘာကြောင့်တတ်တယ်ငါအောင်ခက်မဟုတ်ကြောင်းကိုရွာလူတွေသိအောင်ဘာကြောင့်အံ့ပြောနေလဲအဲ့ဒါတော့အခုနေရတရွာလုံးရဲ့ကျေးဇူးရှင်ဖြစ်နေပြီလို့ပဲပြီးတော့သမီးလေးရဲ့အဖေငါတို့သားလေးကိုလည်းဖတ်တစိုးလေးမဖြစ်စေချင်လို့ငါတို့သားလေးလို့ပြောလိုက်တယ်မဟုတ်ဘူးငါသားလေးကိုအဖေမရှိတဲ့သားတရားမဖြစ်စေချင်လို့ဒီငါပုံမှာတန်တရားဖြစ်နေတဲ့တပ်ပေထောက်ထားတယ်ရုံးတော်လက်မခံတယ်အဲ့တော့ဒီချက်တိတာကြည့်ရှာခိုင်တဲ့ထောက်ထားရှိပြောပြပါလားငါယောက်ျားအောင်ခက်ကခုနေငါ့ကိုဆက်ဆံနေလို့ငါအပေါ်မှာဘယ်တော့မှကျင်းကျင်းနာနာယူယူရရလည်းမဆက်ဆံဘူးအဲ့ဒါကြောင့်နေဟာအောင်ခက်မဟုတ်ဘူးဆိုတော့ငါစိတ်ထဲမှာအတက်သိနေတယ်ဒါဆိုနေပြောလို့ငါအောင်ခက်မဟုတ်ကလေးတွေရှိနေပြီလို့ကလေးတွေရှိနေပြီထက်မစင်းသားတော့ဟောတရားလုံးကလေးစားချစ်ခင်တဲ့အောင်ခက်မဟုတ်ဘူးလူလိမ်မိုးညိုဖြစ်စေချင်တာကလေးတွေရဲ့အဖေကလူလိမ်တယောက်ဖြစ်စေချင်တာမဖြစ်စေချင်တာမဟုတ်ဘူးနင်အဲ့လိုဖြစ်စေချင်လို့ပြောနေတာမဟုတ်ဘူးနင်ဒုက္ခရောက်မှာဆိုလို့နင်ဒုက္ခရောက်တာငါမကြည့်နိုင်လို့ပြောနေတာဒီရောလုံးနင်ကိုချစ်ခင်လေးစားပြီးတော့အောင်ခဲ့ပြလက်ခံမိမယ်နင်မတူလဲဆိုတော့နင်ငါ့ကိုသိနေတာပဲဘာဖြစ်လို့နင်စွန့်ညင်းနေတာလဲငါဘာလို့လဲဆိုတော့ငါကောင်ငါသိတယ်လို့ဒီမှာရှိတဲ့လူတွေအားလုံးလည်းသိမသိတာနင်နဲ့ကြော်တော့နှစ်ယောက်တည်းဟာလေညငါမရှိတဲ့နောက်ပိုင်းမှာကြော်ထုံးတဲ့ဇာနာပြန်လို့ကြည့်ရှောက်လို့ပြီနင်ကတော့မဆွဆွနဲ့နင်ကအဲ့လိုမပြောပါနဲ့တော့ငါနဲ့စလုံးမှာလည်းအဲ့ဒီစိတ်မျိုးလုံးဝမရှိတော့ဘူးနင်ပြန်ရောက်လာပြီးကြတဲ့နင်ကငါယောက်ျားအဖြစ်နဲ့ပဲငါလက်ခံခဲ့တာနင်ကလွယ်ပြီးတခြားတစ်စိမ်းယောက်ျားဘသူ့ပေါ်မှာငါမရိုးသားတဲ့စိတ်ငါမရှိခဲ့ဘူးဟောခန့်နေမခင်တို့ရုံတော်ဆိုတာကိုသတိပြုပါကိုကြီးကိုယ်တာပြောဆိုများကိုဆင်ញင်ပါမပြောကြမဟုတ်မယ်ဘာကြောင့်ပြင်းနေရလဲငါအောင်ခမဟုတ်ဘူးဆိုတာမင်းဘယ်လိုထပ်ပြောချင်လို့လဲငါအောင်ခက်ကိုဘယ်တော့မှမချစ်ခဲ့ဘူးအခုနေဦးလာတဲ့ရုံးစရှိနေဦးလာချစ်တယ်အဲ့ဒါကြောင့်နေဒုက္ခရောက်မှဆိုလို့ငါပြောနေတာပေါ့ဒါဆိုသားတို့တပီးလို့ရရှင်းတဲ့ယောက်ျားဟုတ်ပါရဲ့နေကငါသမီးလေးရဲ့အဖေငါချစ်တဲ့ငါယောက်ျားပါ
လေးကောင်းလား ကောင်းပါတယ်သမီးကနည်းနည်းဝါလာတော့ပို့ပြီးတော့ချစ်စရာကောင်းတယ်ဒါတော့သူဖေရစိတ်မကောင်းလို့လားမသိဘူးသမီးတော့ကောင်းအောင်စားကောင်းကြီးစရာကိတော့ပြောပြီးသူ့ဖေဟာလူတက်မှာမဟုတ်ပါသူ့နားလည်းသိချင်ပြောပြတာဖြစ်ငါ့ကိုမိုးညိုအကြောင်းပြောပြစမ်းပါတရားရုံးကိုပြုစုကြတယ်အားလုံးမှန်ကြီးပါပဲ ဒါဆိုမိုးညိုဆိုတာလူလိမ်တယောက်ပေါ့ငါလူလေးကိုရှောင်းမောင်းတယ်သူလည်းမတတ်တော့လည်းဆိုလို့ဖြစ်သွားတယ်သူ့မိရဲ့ကျမ်းမာရေးချင်းငွေလူလို့မတတ်တာလည်းဆိုလို့ဖြစ်သွားတယ်ကြလားငါရုပ်ချင်းရနေတက်ခဲ့တာလေးညကြောက်ခဲဆိုရင်သွားလေကြောက်ခဲကိုပြန်ပတ်အဲ့ဓာတ်ထိုင်ရနေပဲမြမြမြုပ်လိုက်တာအောင်ခက်တာငါနဲ့မခွဲချင်ဘူးခါငါတို့မိသားစုတစ်သက်လုံးအတူတူနေချင်တယ်နေငါ့ကိုချစ်တယ်လို့ပြောခဲ့တယ်နေငါ့ကိုတက်တည်ပြပါလားဟဲ့ငါ့ကိုချစ်တဲ့ယောက်ျားတစ်ယောက်နေနဲ့တားနဲ့သမီးကိုချစ်တဲ့အဖေတစ်ယောက်နေနဲ့ငါတို့မိသားစုတစ်သက်လုံးအတူတူနေအောင်နေကြိုးစားပါလားဟဲ့အားလုံးမဖြစ်ချင်ဘူးလို့မြင်ချင်နေတာအမေဖြစ်ချင်တော့ဘူးငါကမိုးရဖြစ်ဖြစ်မယ်ဆိုရင်ငါအပြင်းရှိရာဆိုရှိဒါကြောင့်ငါမိုးရမဖြစ်ချင်ခုငါ့ကိုကြားလို့ရှိတယ်ငါသိချင်ရတဲ့မိသားစုငါမရှိ다오 같이 있는데 비밀 진짜 어간시는 내가 의자는 이시 미만하게 이별을 내갈래 မဖြစ်နိုင်တော့ဘူးလေအခုချိန်မှာအဲ့ဒါဘယ်လိုမှမဖြစ်နိုင်တော့ဆိုမြင်လဲသိတာပဲငါမျိုးကိုချစ်တယ်ဆိုတော့ဘာမှပြောစရာစကားမရှိတော့ပါဘူး哎呀，脑子。老爷子呢？我们老爷子呢？我们老。ဒီကကြောင်ဒီဆွဲပုတ်တာအမကြီးရဲ့ခင်ဗျာဝယ်လံလို့နာမည်ရှိ 这个人可能吧，那边没事吧？ နေဘယ်လိုပြောလိုက်တာလဲ အောင်ခဲမှာမဟုတ်တာဟဲ့ ဒါဆိုရင်နေအခုအမျက်ဝေမှာမိုးညိုအတွက်လား မိုးညိုလည်းမဖြစ်စေချင်ပါဘူးကျတော့ခဲမောကလူလေးမဟုတ်ပါဘူးဖေ
တပည့်တော်ခင်မောကလူသက်သမားလည်းမဟုတ်ပါဘူးဗျာတပည့်တော်ခင်မောကရုံးပါတဲ့သူတယောက်မဟုတ်ပါလူကောင်းတယောက်ပါဗျာတပည့်တော်ရဲ့ခင်မောအနေနဲ့အများပဲတော်မူပါဗျာ ဓမ္မကြီးမခင်လူရဲ့ခင်မောဘွာဟောင်းကိုစွန့်ရင်ဘွာတဲ့ကိုခုပြောင်းတော့ကွယ်လွန်သူဟာရည်သူရဲ့သုံးတဲ့ဘုံမှာကျလင်းနေကြကုန်တော့ဒီနဲ့ဒီမှာတော်ပေါင်းတို့အားလုံးဟာမြတ်ယောကြပါကုန်လို့အာလုHello,